ဒီကနေ့အထိကျွန်တော်တို့ကရုန်းကန်နေရတော့လှုပ်ရှားနေရတော့ပထမလွတ်လပ်ခွင့်တော့ရခဲ့ပါရဲ့အင်္ဂလိပ်လက်အောက်ကဒါမှမဟုတ်ဒီကနေ့အထိကျွန်တော်တို့ကစစ်ကြုံဘွားကမလွတ်တကယ်လွတ်လပ်တဲ့နိုင်ငံမဖြစ်သေးဘူးတို့ကရုန်းကန်ကြိုးစားနေရတော့ကွာမပြီးသေးဘူးအဲ့ဒါလေးတို့တွေလည်းအသက်ကြီးပြီအဆုံးသတ်နိုင်ရင်ကောင်းပါပဲကျွန်တော်ကပြောတော့ကျွန်တော်တပည့်ကကောက်ခံငင်ကခေါင်းစဉ်တက်ပေးလိုက်တယ်ကိုသားစဉ်ထွေးကကျွန်တော်ရှိကို message ပို့Viber ကနေ message ပို့ဆရာတဲ့ကောင်းစဉ်လေးတောင်းထားတာပြပါဦးတော့စိတ်မကောင်းဖြစ်သွားတယ်မေ့သွားတဲ့အတွက်ကျွန်တော်လည်းစိတ်မကောင်းဘူးအဲ့ဒါနဲ့သူကလည်းအားနာလို့ဖုန်းမဆက်ဘူးဒါနဲ့ကျွန်တော်ခေါင်းစဉ်ပေးရတော့မယ်ကျွန်တော်ရုံးကကျွန်တော်တပည့်နဲ့တိုင်ပင်တယ်တပည့်ရေဆရာခေါင်းစဉ်တစ်ခုပေးရလိမ့်မယ်ဆိုတော့ဆရာဘာပြောဖို့စိတ်ကူးရှိလဲဆိုတော့ငါတော့ကွာဒါပြောမှာပဲငါတော့နိုင်ငံရေးအကြောင်းပဲတို့နိုင်ငံရဲ့အရေးအကြောင်းပဲအဓိကပြောမှာပေါ့တို့နိုင်ငံအရေးကလည်းမပြီးဆုံးနိုင်သေးတဲ့နိုင်ငံရေးကြီးဖြစ်နေတယ်လွတ်လပ်ရေးရတာ80ပြည့်တော့မယ်နှစ်68နှစ်ရှိပြီပေါ့ဗျာဒီကနေ့အထိကျွန်တော်တို့ကရုန်းကန်နေရတော့လှုပ်ရှားနေရတော့ပထမလွတ်လပ်ခွင့်တော့ရခဲ့ပါရဲ့အင်္ဂလိပ်လက်အောက်ကဒါမှမဟုတ်ဒီကနေ့အထိကျွန်တော်တို့ကစစ်ကြုံဘွားကမလွတ်တကယ်လွတ်လပ်တဲ့နိုင်ငံမဖြစ်သေးဘူးတို့ကရုန်းကန်ကြိုးစားနေရတော့ကွာမပြီးသေးဘူးအဲ့ဒါလေးတို့တွေလည်းအသက်ကြီးပြီအဆုံးသတ်နိုင်ရင်ကောင်းပါပဲကျွန်တော်ကပြောတော့ကျွန်တော်တပည့်ကကောက်ခံငင်ကခေါင်းစဉ်တက်ပေးလိုက်တယ်ဆရာလည်းမပြီးသေးသောဗကြီးကတစ်ချက်လို့ပြောလိုက်ဟာအဲ့ဒီစကားတော့ရှိတယ်နဲ့တူတယ်လို့ဒီစကားလုံးကရှိတယ်ငါကြားဘူးတယ်လို့မပြီးသေးသောဗကြီးကတစ်ချက်ချင်းနေပါရင်တော့ဆိုတယ်ဒီလိုတော့မလုပ်ပါနဲ့ဒါပေမဲ့ तू ပြောတာလေးကလည်းကောင်းတယ်ဘာလဲဗကြီးအကြောင်းတော့နားမလဲပါဘူးလေဟိုခေါင်းစဉ်အနေနဲ့ကိုပြောချင်တဲ့အကြောင်းအရာနဲ့ तू ကပြောလိုက်တော့ဒါနဲ့ငါမပြီးသေးတဲ့ဗကြီးကားဆိုရင်နောက်ထပ်ပြီးမှာမဟုတ်ဘူးကွာလို့နော်မပြီးသေးတဲ့ဘက်ကိုနည်းနည်းလေးလမ်းကြောင်းသလိုဇောင်းပေးသလိုဖြစ်နေတယ်နမိတ်ဖတ်သလိုဖြစ်နေတယ်အဲ့တော့ငါပြောင်းမယ်ကွာလို့အဆုံးတတ်ရမယ်ဗကြီးကားတစ်ချက်လို့ငါပြောင်းမယ်လို့ဆုံးတတ်တော့မယ်ငါတို့ဒါနဲ့ပဲဆုံးတတ်ရမယ်ဗကြီးကားဆိုတဲ့ခေါင်းစဉ်ဖြစ်သွားတာပေါ့လေအဲ့တော့ဘာကိုအဆုံးတတ်ကြမှာတော့ဘယ်လိုဗကြီးကိုကျွန်တော်တို့ကအဆုံးတတ်ကြမှာတော့ကျွန်တော်ရဲ့ညီတော်မောင်ကတော့ရှေ့ကသူဝင်းနေစရာပြောတော့ကိုကမျက်ရည်မကျအောင်ထိတ်နေရတယ်သူကအတော်ပြောကောင်းတာသူကတက်ကြွအောင်ပြောပြီဆိုလဲနည်းနည်းလေးရှေ့ကထိုင်တော့ရုပ်ပြတ်မှဆိုလို့လက်ခောက်ကလေးပါလေးတော့မှုတ်ပြီးတော့အားပေးခြင်းတာသူကိုလည်းကြတော့ကိုဟောရမယ့်အကြောင်းအရာနိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်နေတယ်ပရိသတ်ကလည်းခုအချိန်ဆိုတာနည်းနည်းငိုက်လို့မြည်လို့ကောင်းတဲ့အချိန်ဒါပေမဲ့ကျွန်တော်ညီကကောင်းပါတယ်တခါတည်းဆက်ပြီးပရိသတ်ကိုအားပေးခဲ့တယ်နောက်မှဥဖုံးရှိတယ်ဒါကတော့အမှန်ပဲဗျနော်ခင်ဗျားတို့တကယ်စိတ်ချမ်းသာမယ်တကယ်ပြောမှာပါဆရာရေးတာလည်းမဟုတ်ဘူးပြောတာလည်းအရင်ကောင်းတယ်အားလည်းပါတယ်မှန်လည်းပါတယ်ဆိုတော့နောက်ဆုံးတော့ခင်ဗျားတို့စိတ်ချမ်းသာနဲ့နားထောင်ပါနော်လောလောဆယ်တော့ဆရာဥဖုံးမလာခင်ကျွန်တော်ရဲ့နိဗ္ဗာန်ရောက်ကြောင်းတရားလေးနည်းနည်းလောက်နားကြပါနော်နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတော့နိဗ္ဗာန်ဆိုတဲ့စကားကိုအဓိပ္ပာယ်ဖွင့်ရင်တော်တော်များများနားလည်တာကတော့လွတ်မြောက်ရလွတ်မြောက်ကြောင်းပေါ့နော်ဘာသာတိုင်းမှာနိဗ္ဗာန်ဆိုတဲ့ရည်မှန်းချက်ရှိတယ်နိဗ္ဗာန်ရောက်အောင်ကြင်ကြံတယ်နိဗ္ဗာန်ရောက်အောင်ကြိုးစားမယ်အဲ့တော့များသောအားဖြင့်ဘာသာတိုင်းကပြဋ္ဌာန်းတဲ့နိဗ္ဗာန်ဆိုတာကလောကုတ္တရာရေးရပေါ့ဗျာနောင်တမလွန်ဟောဘက်လွတ်မြောက်ရလွတ်မြောက်ကြောင်းကိုရည်ရွယ်တာပေါ့သို့တော့တကယ်တော့နောက်ထပ်နိဗ္ဗာန်တစ်မျိုးရှိပါသေးတယ်ဒါကတော့လောကနိဗ္ဗာန်ကျွန်တော်တို့အခုအသက်ရှင်နေတော့မှလဲတည်ပြီးနောက်ကျွန်တော်တို့သွားလို့တဲ့အမတန်မြင့်မြတ်တဲ့ဘုံနံပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ဘုံဒုက္ခဘုံရှိသလိုကျွန်တော်တို့လက်ရှိအသက်ရှင်နေတဲ့ဒီလောကကိုလည်းပဲဒုက္ခဘုံဖြစ်အောင်ဖန်တီးရနိုင်တာပဲလောကနိဗ္ဗာန်လို့ခေါ်နိုင်တဲ့နိုင်ငံတွေကမ္ဘာပေါ်မှာအများကြီးရှိတာပဲလူကိုလူလို့အသိအမှတ်ပြုတဲ့နိုင်ငံတွေဘလောက်ပဲဆင်းရဲဘလောက်ပဲမွဲနေလူသိက္ခာလူတန်ဖိုးအပြည့်အဝခံစား권ရှိတဲ့နိုင်ငံတွေရှိနေတာပဲကျွန်တော်တို့မျက်မြင်ကိုယ်တွေပဲဒီလိုအခွင့်အရေးမျိုးကျွန်တော်တို့မရသေးဘူးအဲ့တော့ဒီလိုအခွင့်အရေးမျိုးရအောင်ဒီလိုနိုင်ငံမျိုးဖြစ်အောင်ကျွန်တော်တို့မတီထောင်သင့်ဘူးလားတီထောင်သင့်တာပေါ့တီထောင်ဖို့ရောမကြိုးစားခဲ့ဘူးလားကြိုးစားတာပေါ့ပြီးပြီလားပြီးတော့ကျွန်တော်တို့ကနေ့အထိမပြီးသေးပါဘူး
အဲ့ဒီမပြီးသေးတဲ့ကျွန်တော်တို့ရဲ့ဗမာနိုင်ငံတော်ကျွန်တော်တို့ရဲ့အနာဂတ်နိုင်ငံတော်ကိုကျွန်တော်တို့ဘယ်လိုဖန်တီးတည်ဆောက်ကြရင်ကောင်းမလို့အဲ့ဒါလိုတည်ဆောက်ဖို့ခင်ဗျားတို့ကျွန်တော်တို့ဘယ်အခန်းကဏ္ဍကနေပါဝင်ပြီးလုပ်ကြမှာတော့အဲ့ဒီစဉ်းစားစရာလေးတွေကိုကျွန်တော်ဒီနေ့နည်းနည်းအချိန်ရသလောက်ပေါ့ဗျာဟောဒီလိုကောင်းစဉ်ရတော့ပြောမယ်ဆိုမဆုံးတဲ့ကောင်းစဉ်ပေါ့ဗျာသမိုင်းနဲ့လည်းဆက်ဆက်ပတ်သက်နေပါတယ်အဲ့တော့ဒီထဲမှာလူငယ်လူကြီးလည်းစုံတဲ့အတွက်ကျွန်တော်တို့လူကြီးတွေဆိုတာပြန်ပြီးတော့သတိရမယ်ကျွန်တော်ပြောတဲ့အကြောင်းအရာလူငယ်တွေဆိုရင်လည်းဒါအခုနားထောင်မိမယ်ဖတ်ထားတဲ့လူဆိုရင်လည်းငါတို့ဖတ်ထားတာလေးတွေနဲ့ဒီလိုရှိပါသလားဆိုဆက်ဆက်မိသွားမှာပေါ့ဗျာအဲ့တော့ခေတ်ကိုကျွန်တော်တို့ခြုံပြီးပြောလိုက်ရရင်ရှေးခေတ်ကျွန်တော်တို့ဗမာနိုင်ငံကိုရှင်မင်းနေအုပ်ချုပ်တဲ့ခေတ်ပေါ့ဗျာအဲ့ရှင်မင်းနေအုပ်ချုပ်တဲ့ခေတ်ကိုကျွန်တော်တို့ကကျွန်ဘဝနဲ့နေခဲ့ရတယ်ကျွန်တော်တို့ကကြေးတော်မျိုးကျွန်တော်မျိုးလို့သုံးနှုံးတာပေါ့ဗျာအုပ်ချုပ်တဲ့ဘယင်ကြတော့ဘဝရှင်မင်းတရားပေါ့အဲ့တော့တော်ပြောရရင်ရှေးခေတ်ကျွန်တော်တို့မြန်မာနိုင်ငံဟာမင်းနေအုပ်ချုပ်တဲ့ခေတ်မှာကျွန်တော်တို့ပြည်သူတွေကကျွန်ဘဝနဲ့နေခဲ့ရတာနောက်တော့အင်္ဂလိပ်ကကျွန်တော်တို့တိုင်းပြည်ကိုသိမ်းပိုက်လိုက်တဲ့အခါရှင်မင်းကျွန်ဘဝနဲ့အင်္ဂလိပ်ဘယင်တိုင်းတစ်ပါးသာကျွန်ဖြစ်ကျွန်တော်တို့ကရောက်ခဲ့ရတယ်အဲ့တော့အဲ့ဒီကျွန်ဘဝလွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုတူပြောရရင်တော့ကျွန်တော်တို့ရဲ့အမျိုးသားကောင်းဆောင်ကြီးလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကနေပြီးတော့အထောက်ကြိုးပမ်းပြီးတော့လွတ်လပ်ရေးရအောင်လုပ်ခဲ့တယ်အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းဟာလွတ်လပ်ရေးကြိုးပမ်းနေစဉ်ကာလတစ်လျှောက်ဒီသမိုင်းတော့ကျွန်တော်မပြောတော့ပါဘူးလွတ်လပ်ရေးရဖို့အင်္ဂလိပ်နဲ့သဘောတူပြီးတဲ့နောက်မှာသူဖြစ်စေခြင်းနဲ့ဗိုလ်ချုပ်အောင်ဆန်းဖြစ်စေခြင်းနဲ့ကျွန်တော်တို့ဗမာနိုင်ငံရဲ့ပုံကိုပကြီးကိုသူရေးဆွဲဖို့ကြိုးစားခဲ့တယ်အဲ့ဒါလိုကြိုးစားတဲ့နေရာမှာထင်သာမြင်သာအရှိဆုံးတာရကကတော့ပင်လုံစာချုပ်လူသိများတဲ့1949ဖေဖော်ဝါရီလ12ရက်နေ့မှာတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ရေးထိုးခဲ့တဲ့ပင်လုံစာချုပ်ဟာဗမာနိုင်ငံရဲ့ပထမဦးဆုံးပကြီးကားကိုတရုတ်ဖော်တဲ့ပုံကျမ်းလေးလို့ကျွန်တော်တို့ပြောလို့ရပါတယ်ပြောချင်တာကတော့ကျွန်တော်တို့ဗမာနိုင်ငံကိုတကယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတိုင်းရင်းသားအားလုံးကိုယ်ကိုယ်ရဘာသာအားလုံးတန်းတူညီမျှအခွင့်အရေးရှိတဲ့ Federal Democratic မြန်မာနိုင်ငံတည်ထောင်မယ်ဆိုတဲ့ပုံကျမ်းကိုဗိုလ်ချုပ်အောင်ဆန်းကချခဲ့တယ်။အားလုံးသိပြီးသားပါကျွန်တော်နည်းနည်းလေးပြင်မိုင်းပြန်သတိရစီခြင်းလို့ပြောတာပါ။အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းကပင်လုံစာချုပ်ကနေစလိုက်တဲ့ပုံကျမ်းကိုဆက်ပြီးသူရေးဆွဲတဲ့ဒီပကြီးကားကိုအကောင့်ထဲဖော်တယ်။အဲ့ဒီကနေဘာဖြစ်လာသလဲဆိုတော့1940ကျွန်တော်တို့ဗမာနိုင်ငံရဲ့ပထမဦးဆုံးဖွဲ့စည်းပုံအခြေခံဥပဒေပထမဦးဆုံးဆိုတာကျွန်တော်တို့လွတ်လပ်ရေးရပြီးနောက်3နှစ်ဖွဲ့စည်းပုံကိုဆိုလိုတာပါဒီရှေ့မှာဂျပန်ဖွဲ့စည်းပုံတွေပါတယ်ရှိသေးတယ်ထားလိုက်ပါတော့ကျွန်တော်မပြောတော့အဲ့တော့1940ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးတယ်အဲ့ဒါဟာဗမာနိုင်ငံရဲ့ပုံရိပ်ကိုပုံဖော်တဲ့ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲတဲ့ပကြီးကားပါ1940ဖွဲ့စည်းပုံအခြေခံဥပဒေကို1949စက်တင်ဘာ24ရက်နေ့မှာအတီးပြုတ်ပြဋ္ဌာန်းတဲ့အချိန်မှာဒါအလုံးသိတဲ့အတိုင်းဗိုလ်ချုပ်အောင်ဆန်းကြဆုံးသွားပြီမရှိတော့ဘူး။သူကပကြီးကိုအစပြိုးပေးခဲ့ပြီးတော့စုံအောင်မရေးသွားနိုင်ခဲ့ဘူး။ပကြီးကားရှိနေတယ်ရေးလက်စပကြီးကားသို့တော့စုတ်တန်ကိုင်တဲ့ပညာရှင်အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလောက်ကြံခံရလို့ကြဆုံးသွားတယ်။ဒါပေမဲ့အဲ့ဒီလိုကြဆုံးသွားပြီမဲ့ပကြီးကားဟာပျက်စီးမသွားဘူး။အဲ့ဒီပကြီးကားကိုဆက်ပြီးတော့ဝင်းကြီးချုပ်ဦးနုကနေပြီးတော့ပုံဖော်ရေးဆွဲခဲ့တယ်အဲ့ဒီတော့ကတော့ဒါဗိုလ်ချုပ်ရဲ့အရိုက်အရာကိုခံတာပေါ့လေခံပြီးတော့သူကဆက်ပြီးတော့ရေးတယ်ရေးပြီးတော့1949စက်တင်ဘာ24ရက်နေ့မှာအတည်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဇန်နဝါရီလ4ရက်နေ့1948မှာလွတ်လပ်ရေးယူတယ်အဲ့ဒီအချိန်ကစပြီးဗမာပြည်ကိုတကယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ခဲ့တယ်တာယာလှပတဲ့ဗမာနိုင်ငံဖြစ်ခဲ့တယ်လှပကောင်းမွန်တဲ့ပကြီးကားတစ်ချက်ဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီပကြီးကားဟာ
အဆုံးမတတ်နိုင်သေးပါဘူးရေးလို့ပြီးတော့ပြီးပြီဒါပေမဲ့အဲ့ဒီပကြီကားဟာဘောင်မကွတ်နိုင်သေးပါဘူးတေးသေးချာချာတင့်တဲ့တန်ရန်ကောင်းကောင်းတစ်ခုမှမချိတ်တွယ်နိုင်သေးပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီဖွဲ့စည်းပုံရေးဆွဲပြီးတော့တကယ် Federal Democracy နိုင်ငံထူထောင်ဖို့ကျွန်တော်တို့မျှော်မှန်းခဲ့တော်လဲပဲကျွန်တော်တို့တိုင်းပြည်မှာ1950ပြည့်နှစ်မှာပြည်တွင်းတောင်းကျမ်းမှုစတင်လာတယ်ကွန်မြူနတီတောခိုလာရာကနေကျွန်တော်တို့ကတော်တော်ကိုကန်ဆိုးတယ်ဇန်နဝါရီလ4ရက်နေ့မှာလွတ်လပ်ရေးရတယ်1948 1948မတ်လ28ရက်နေ့မှာကွန်မြူနစ်စတောခိုတယ်အဲ့ဒီအချိန်ကစပြီးတော့ကျွန်တော်တို့ပြည်တွင်းစစ်ဆက်ဖြစ်တယ်အဲ့တော့အဲ့ဒီလိုပြည်တွင်းစစ်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့မျှော်မှန်းခဲ့တဲ့ Federal Democracy နိုင်ငံထူထောင်မှုကိစ္စနှောင့်နှေးသွားတယ်။ဘိုးချုပ်အောင်ဆန်းရေးခဲ့တဲ့ပကြီကားအဆုံးမတတ်နိုင်ဘူးတိုးလို့တန်လန်ဖြစ်နေတယ်။ကျွန်တော်တို့ရဲ့ကန်ဆိုးတဲ့ဇာတာကမကုန်သေးဘူး။ပြည်တွင်းစစ်ပြီးသွားတဲ့အခါကျတော့ပစဖလာနှစ်ချမ်းကွဲတယ်။ဒီမြဲပစဖလာတန်စင်ပစဖလာဆိုပစဖလာနှစ်ချမ်းကွဲတဲ့အခါကျတော့စစ်တပ်ကကြားဝင်လာတော့စစ်တပ်ကိုအုပ်ချုပ်ရေးအာဏာလွှဲပေးလိုက်ရတယ်။ဗိုလ်ချုပ်ကြီးနေဝင်းကိုအိမ်ဆောင်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဆိုပြီးတော့ဝန်ကြီးချုပ်ခန့်နိုင်ငံတော်အာဏာသူ့ကိုလွှဲပေးလိုက်ရတယ်။ဒါပဲလို့ဒါ2နှစ်ပဲကြာပါတယ်1960မှာရွေးကောက်ပွဲပြန်လုပ်တယ်ဖေဖော်ဝါရီလထဲမှာဦးနုပြန်ပြီးတော့နိုင်တော့ဝန်ကြီးချုပ်ဦးနုပြန်ဖြစ်ပါတယ်။ပြန်ဖြစ်တော့ဝန်ကြီးချုပ်ဦးနုကစောစောကကျွန်တော်ပြောတဲ့ပထမဦးဆုံးဗိုလ်ချုပ်အောင်ဆန်းရဲ့ရေးလက်စပကြီကားပြည်တွင်းစစ်ကြောင့်ခဏရထားတဲ့ပကြီကားကိုဆက်ပြီးတော့ရေးဆွဲဖို့ကြိုးစားပါတယ်အဲ့ဒီမှာရှမ်းကရှမ်းမှုဆိုတာတင်လာတဲ့အဓိကတော့ဗျာဖက်ဒရယ်ပေါ့တိုင်းရင်းသားတွေအားလုံးနဲ့ဗမာနဲ့တန်းတူညီမျှဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ကိစ္စကိုဦးနုကဆက်ပြီးအကောင့်ထဲပေါ်တယ်အဲ့ဒါလိုအကောင့်ထဲပေါ်တာကိုအဲ့ဒီတော့ကတမတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးနေဝင်းကတိုင်းပြည်ပြိုကွဲအောင်လုပ်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုပြီး1962ခုနှစ်မတ်လ2ရက်နေ့အာဏာသိမ်းလိုက်တဲ့အတွက်ခေါနကဗိုလ်ချုပ်ရေးဆွဲခဲ့တဲ့ဗမာနိုင်ငံရဲ့အမှန်လှပတဲ့ပကြီကားဟာလုံးဝဖျက်ဆီးခြင်းခံလိုက်ရပါတယ်1962ခုနှစ်မတ်လ2ရက်နေ့ဟာဗိုလ်ချုပ်ရဲ့ရေးလက်စဗမာနိုင်ငံရဲ့ပကြီကားမိရှုခံလိုက်ရတဲ့နေ့ဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးတော့ကျွန်တော်တို့ဗမာနိုင်ငံဟာစစ်ကြုံဘဝအောက်ကိုပြန်ရောက်သွားပါတယ်ကျွန်တော်တို့ဟာရှင်မင်းကြုံဘဝနဲ့စခဲ့တယ်အဲ့ဒီကနေအင်္ဂလိပ်ကြုံဖြစ်ခဲ့ရတယ်အဲ့ဒီအင်္ဂလိပ်ကြုံဘဝကလွတ်လပ်အောင်လွတ်လပ်ရေးပြန်ရအောင်ကြိုးပမ်းအထောက်ခဲ့တာ73နှစ်နဲ့2လလောက်ပဲခံစားရပါတယ်ပြီးနောက်စစ်ကြုံဘဝကိုကျွန်တော်တို့ပြန်ပြီးတော့ရောက်သွားပါတယ်ကျွန်တော်တို့ရဲ့ရေးလက်စပကြီကားလည်းလုံးဝအုပ်တုံဖြည့်ဆည်းခြင်းခံရပါတယ်ဒါပေမဲ့အဲ့ဒီပကြီကားကိုပျက်စီးသွားတဲ့ပကြီကားကိုအသက်ပြန်အစားထိုးရေးဆွဲဖို့အတွက်ကျောင်းသားတွေစကြိုးပမ်းခဲ့ပါတယ်1962ခုနှစ်ဟလာဇူလိုင်အရေးခင်းကျောင်းသားတွေအများကြီးအသက်ခံခဲ့ရတဲ့အရေးခင်းเนาะဒါတွေကတော့ကျွန်တော်သမိုင်းတွေဖြစ်တဲ့အတွက်ချုပ်ပြီးပြောပါမယ်အဲ့1962ခုနှစ်ဇူလိုင်7အရေးခင်းဟာဒါပထမဦးဆုံးစစ်အာဏာရှင်စနစ်ကိုတည်တည်ချာချာတော်လှန်တဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုပါအဲ့တော့ဒီတော်လှန်ရေးဆိုတာဟာဗမာနိုင်ငံအတွက်လှပတဲ့ပကြီကားတစ်ချက်ကိုရေးဆွဲဖို့ကြိုးပမ်းအားထုတ်မှုတစ်ခုပါပဲအဲ့တော့62ခုနှစ်ထဲကကြိုးပမ်းအားထုတ်လာတယ်နောက်လျှောက်ပဲကျွန်တော်တို့အနာဂတ်နောက်ထပ်နိုင်ငံသစ်တစ်ခုကိုပြန်လည်တည်ထောင်ဖို့တနည်းအားဖြင့်စစ်ကြုံဘဝကနေလွတ်မြောက်တဲ့လွတ်လပ်ပြီးတော့เนาะတကယ်ပျော်ရွှင်ချမ်းမြေ့ဖို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံထူထောင်မှုကြိုးစားခဲ့ပါတယ်။သို့တော်လည်းပဲစစ်အာဏာရှင်စနစ်ရဲ့ပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေကြောင့်ကျွန်တော်တို့အောင်မြင်မှုမရခဲ့ပါဘူး။ဒီတိုင်းပဲကျွန်တော်တို့ဟာတဖြည်းဖြည်းတအိအိနဲ့ကြဆုံးလာတဲ့အနေအထားမျိုးပဲရင်ဆိုင်နေရပါတယ်ဒါခင်ဗျားတို့အားလုံးသိပါတယ်ကျွန်တော်တို့အာဏာသိမ်းတဲ့1962ခုချိန်ကာလဟာဗမာနိုင်ငံဟာအရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံပါအဲ့ဒီချိန်မှာစင်ကာပူနိုင်ငံဆိုတာမရှိသေးပါဘူးမလေးရှားရဲ့အောက်မှာပဲရှိပါသေးတယ်စင်ကာပူက1965ကျမှထူထောင်တာပါအဲ့တော့ဗမာနိုင်ငံဟာ1962ခုနှစ်မှာအရှေ့တောင်အာရှမှာအချမ်းသာဆုံး
စီးပွားရေးထုတဲ့အားဖြင့်ပြောရရင်အာရှတိုင်းမှာဂျပန်ပြီးရင်ဒုတိယစီးပွားရေးထုတဲ့အင်အားအကြီးဆုံးစီးပွားရေးထုတယ်ဆိုတာနိုင်ငံရဲ့အခြေရဲ့လူဦးရေရဲ့ရှိတဲ့တယံဇာတရဲ့အခြေခံပြီးတော့တွက်တာပေါ့လေအဲ့တော့အဲ့ဒီလောက်ကိုကျွန်တော်တို့ချမ်းသာပြီးတော့ကောင်းမွန်နေတဲ့ဘဝကနေအာဏာသိမ်းပြီးတဲ့နောက်သိမ့်မကြပါဘူး1969ခုလောက်နှစ်လောက်ပါပဲအနေအထားအမှန်ဟာဖုံးမနိုင်ဖိမရပေါ်လာပါတယ်1962ခုနှစ်ကတပြည်ကိုတမတ်စံတပြည်ကိုတမတ်ပေါ့ဗျာစံတအိတ်ကို300ခွဲလောက်ပေးရတဲ့အချိန်1960ခုအာနာသိမ့်ပြီး9နှစ်အကြာမှာစံတပြည်ကို6ကျပ်ခွဲဖြစ်သွားပါတယ်6ကျပ်ခွဲအရင်တော့ကစံ2အိတ်လောက်ဝယ်လို့ရတဲ့ပတ်စံကစံတပြည်ပဲဝယ်လို့ရပါတယ်အဲ့ဒီလောက်ထိအောင်ကျွန်တော်တို့အခြေအနေဆိုးသွားပါတယ်အဲ့တော့တိုင်းပြည်စပူမှာဆိုတော့တရုတ်ဗမာအရေးခင်းဆိုပြီးတော့ diversion လုပ်ပေးလိုက်ပါတယ်အာယုံလွှဲပေးလိုက်ပါတယ်နော်အဲ့တော့ဒီလိုနဲ့ကျွန်တော်တို့တိုင်းပြည်ဟာတဖြည်းဖြည်းတအိပြိုဆင်းသွားတဲ့အခါ1982ခုနှစ်ကြတော့ဒီတိုင်းဆက်သွားလို့မဖြစ်တော့ဘူးစနစ်ပြောင်းမှဆိုစစ်အာဏာရှင်စနစ်ကနေတပါတီအာဏာရှင်စနစ်အောက်ကိုပြန်ပြီးတော့သွင်းတယ်1984ခုနှစ်ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီးတော့ဗမာနိုင်ငံအတွက်ဗဂျီကာအသစ်တစ်ခုကိုဥနေဝဲကရေးတယ်နောက်ထပ်နိုင်ငံကိုပုံစံတစ်ခုနဲ့ပုံဖော်တယ်ပေါ့ဗျာဒါပေမဲ့ကျောင်းသားတွေဟာတောက်လျှောက်တော်လာခဲ့ပါတယ်1983ဆိုရင်ဒါအလုသမားအရေးခင်းဟလာ84ဆိုရင်ဥတအရေးခင်း86ဆိုရင်ဒါမိုင်းရာပြည့်ဒါကျွန်တော်တို့ကျောင်းသားဘဝဟာအရေးခင်းကာလကြီးပဲတောက်လျှောက်ဇက်တိုက်ပဲတော့ဒါ86ကျွန်တော်ကျောင်းပြီးတဲ့နှစ်ပဲအဲ့တော့အဲ့ဒီလိုတောက်လျှောက်ကျောင်းသားတွေဟာတော်လန်ခဲ့ပြီပဲလို့ပြင်းထန်တဲ့ဖိနှိပ်မှုတွေနဲ့ကြုံခဲ့ပြီးတော့ကျွန်တော်တို့တော်လန်ရေးမအောင်မြင်ခဲ့ဘူးစစ်ကြွန်ဘဝကလွတ်မြောက်ခြင်းနဲ့ကျွန်တော်တို့စန္ဒမပြေဝခဲ့ဘူးကျွန်တော်တို့ရေးခြင်းနဲ့အမတန်ကောင်းမွန်တဲ့နံပျော်ရွှင်စရာကောင်းတဲ့လောကနိဗ္ဗာန်လို့ဆိုနိုင်တဲ့နိုင်ငံသစ်ပကြီးကားကိုကျွန်တော်တို့မရေးနိုင်ခဲ့ပါဘူးကျွန်တော်တို့ဟာအခြေအနေဆိုးမှာပဲရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်အဲ့ဒါလိုနေလာရာကနေကျွန်တော်တို့အခြေအနေဟာတဖြည်းဖြည်းဘယ်လောက်ထိအောင်ဆိုးလာတယ်လဲ1989ခုနှစ်ရောက်တဲ့အချိန်မှာ89ဆိုတာ1960နှစ်အာဏာသိမ်းတဲ့နေ့ကနေတွက်ရင်25နှစ်တိတိကြာတဲ့အချိန်မှာငွေရရုအခမ်းအနားကျင်းပရမယ်နှစ်ပေါ့ဗျာအာဏာသိမ်းပွဲငွေရရုအခမ်းအနားကျင်းပရမယ်နှစ်အဲ့ဒီနှစ်မှာကျွန်တော်တို့ဗမာပြည်ကိုကုလသမဂ္ဂကဂုဏ်ပြုလက်မှတ်တစ်ခုပို့ပေးတယ်အဲ့ဒီလက်မှတ်ကဘာလို့ဆိုတော့ခင်ဗျားတို့ဗမာနိုင်ငံဟာကမ္ဘာပေါ်မှာအစင်းအဆုံးနိုင်ငံထဲမှာပါသွားပါပြီဆိုတဲ့ခေါင်းစားလက်မှတ်တစ်စောင်ကျွန်တော်တို့ထုတ်ပေးလိုက်တယ်အဲ့ဒါဟာ LDC certificate လို့ခေါ်ပါတယ်ဖွံ့ဖြိုးမှုအနိုင်ဆုံးနိုင်ငံဖြစ်တယ်ဆိုတဲ့တရားဝင်အသိအမှတ်ပြုတဲ့လက်မှတ်ပါဆိုလိုတာကအဲ့ဒီလက်မှတ်ရတဲ့အတွက်ကျွန်တော်တို့အခွင့်တူပါရတယ်လို့ဆိုတော့ချင်းငွေတွေထောက်ပံ့ငွေတွေသူများလှူတဲ့တန်းတဲ့ဟာဆိုဦးစားပေးရတယ်ကျွန်တော်တို့ရဲ့ဘဝဟာအဲ့ဒီလောက်ထိအောင်ကျသွားပါတယ်ဒါကတိုင်းပြည်ကြုံရတဲ့အနေအထားသို့တော်လည်းပဲဒီဘက်ကလွတ်မြောက်လို့တဲ့လူတွေရဲ့ကြိုးပမ်းအားထုတ်မှုဟာဆက်ပြီးတော့ကျွန်တော်တို့ရှိနေပါတယ်အဲ့တော့အထင်ရှားဆုံးဒေါ်လာရေးကြီးကတော့1988ရှစ်လေးလုံးအရေးတော်ပုံပါပဲ89ခုနှစ်မှာကမ္ဘာပေါ်မှာအစင်းအဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်တော့တဲ့ကျွန်တော်တို့ပြည်သူတွေဟာလှုပ်ရှားထကြွလာတယ်အဲ့ဒီမှာကျွန်တော်တို့88ရှစ်လေးလုံးအရေးတော်ပုံကြီးဆိုတာပေါ်ပေါက်ပါတယ်ဒေါ်လာရေးကြီးလို့ကျွန်တော်တို့ပြောမယ်ဆိုရင်လည်းပြောနိုင်ပါတယ်အဲ့တော့အမတန်ပြင်းထန်တဲ့ထိရောက်တဲ့ဒေါ်လာရေးကြီးဖြစ်ခဲ့ပါတယ်တလအတွင်းမှာမင်း40ပြောင်းသွားပါတယ်ဘလောက်ပြင်းထန်တဲ့ဒေါ်လာရေးလဲဥနေဝင်းပြုတ်သွားပါတယ်ဥစိန်ဝင်တက်လာပါတယ်ခဏပဲခံပါတယ်ဥစိန်ဝင်ပြုတ်သွားပါတယ်ပြီးတော့ဒေါက်တာမောင်မောင်တက်လာပါတယ်ခဏပဲဒေါက်တာမောင်မောင်လည်းပြုတ်သွားပါတယ်နောက်ဆုံးဘိုလ်စောပေါင်တက်လာပါတယ်အဲ့ဒါတလအတွင်းမှာမင်း40ပြောင်းသွားသည့်အထိကျွန်တော်တို့ရဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးဟာထိထိရောက်ဖြစ်ခဲ့ပါတယ်အောင်မြင်ဖြစ်ခဲ့ပါတယ်အဲ့တော့အခြေအနေသိပ်ပြီးတော့ပြင်းထန်သွားတဲ့အခါမှာစစ်တပ်ကနောက်တစ်ခါပြအာဏာသိမ်းပါတယ်ဒါအားလုံးသိပါတယ်1988စက်တင်ဘာ17ရက်နေ့မှာဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်တဲ့စစ်အစိုးရကနိုင်ငံတော်အာဏာကိုသိမ်းလိုက်ပါတယ်တိုင်းပြည်ရဲ့အခြေအနေကိုသိတဲ့အခါမှာအတန်တုံရီနဲ့မလွဲတာလို့နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူလိုက်တာပါ
အမြန်ဆုံးရွေးကောက်ပွဲလုပ်ပေးမယ်နိုင်ငံတော်အာဏာကိုအမြန်ဆုံးပြည်သူလက်ထဲပြန်ထည့်ပေးပါမယ်လို့ဂရုပေးပြီးတော့အာဏာသိမ်းလိုက်ပါတယ်။ကိုချုပ်ကြီးစောမော်ဟာသူဂရုကိုတီအောင်စူးစမ်းပုံပေါ်ပါတယ်။အချိန်တိုအတွင်းမှာပဲအာဏာသိမ်းပြီးတလအတွင်းမှာပဲနိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေဆိုတာပြဋ္ဌာန်းပေးပါတယ်။ရွေးကောက်ပွဲကော်မရှင်ဖွဲ့ပေးပါတယ်။1989မှာရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပေးပါတယ်1990မှာသူရွေးကောက်ပွဲလုပ်ပေးပါတယ်အမတန်ကိုမြန်မြန်ဆန်ဆန်နဲ့သူ့ရဲ့ဂရုကိုအကောင့်ထဲပေါ်နိုင်အောင်ဆောင်ရွက်ပေးတာကိုတွေ့ရပါတယ်စေတနာလဲထားပုံရပါတယ်အဲ့ဒါလို့စေတနာထားလို့လာမသိဘူးစောစောဆရာညီမင်းတို့ညို့ပြောသလိုစေတနာတိတ်ထားရင်ကြဆုံးသွားတာပဲသူဟာနောက်ဆုံးအာဏာလက်မဲ့ဖြစ်ပြီးတော့ဘယ်လိုအနေထားမျိုးနဲ့တည်သွားတယ်ဆိုတာတော့ကျွန်တော်တို့မသိလိုက်ရပါဘူးအဲ့ဒီကနေနောက်ထပ်ခေါင်းဆောင်တယောက်တက်လာပါတယ်အဲ့ဒါကတော့ခဏထိသက်ရှိထင်ရှားရှိနေသေးတဲ့ဘိုးချုပ်မူကြီးတန်းရွှေပေါ့ဗျာအဲ့တော့ဒီသူ့ရဲ့လက်ထက်တော့ခင်ဗျားတို့အားလုံးကောင်းကောင်းမိတယ်တူတူပြောရရင်တော့ကျွန်တော်တို့ဗမာနိုင်ငံသမိုင်းမှာအမှောင်မိုက်ဆုံးကာလအဆိုးအဆုံးကာလဟာအဲ့ဒီကာလပါပဲကျွန်တော်တို့ပြင်းပြင်းထန်ထန်ကျွန်တော်တို့ခံစားခဲ့ရတယ်ဒါပေမဲ့လို့ဒီဘက်ကကျွန်တော်တို့ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမကြီးကားအသက်ရေးခြင်းနဲ့ကျောင်းသားရဟန်းရှင်လူပြည်သူတွေဟာဆက်ပြီးတော့ကျွန်တော်တို့ရုန်းကန်နေပါတယ်เนาะဒီသမိုင်းလေးတွေအားလုံးသိကြပါတယ်အဲ့ဒီလိုအခြေအနေတဖြည်းဖြည်းဆိုးလာတာဟာခုနအမောင်မိုက်ဆုံးကာလဆိုတဲ့ကာလဟာကျွန်တော်တို့ပြည်တွင်းနေမဟုတ်ပါဘူးဆန့်ကျင်မှုဟာပြည်တွင်းမှာရှိတဲ့ပြည်သူတရားလုံးကဆန့်ကျင်ုံနဲ့မဟုတ်ဘူးနိုင်ငံတကာကပါကိုဖက်ကနေပိတ်ဆို့စီဝါရေးပိတ်ဆို့အရေးယူတာတွေလှုပ်လာတဲ့အခါမှာတိုက်ပြည်အခြေအနေကတော်တော်လေးကိုဆိုးသွားပါတယ်96မှာကျွန်တော်တို့ကျောင်းသားတွေစူးစမ်းပါသေးတယ်ဒါမျိုးလဲဆင်မပြေဘူးကျွန်တော်တို့ပြင်းပြင်းထန်ထန်ဖြိုခွဲခံရတယ်2003ကျတော့ဒေါအောင်ဆန်းစုကြည်နယ်လက်စီယိုရေးစင်းတဲ့ခီးစဉ်မှာဒီပဲရင်လောက်ကြမှုကြီးဒီလိုမျိုးနဲ့ဖြိုခွဲနှိမ်နှင်းခံရတယ်ပြီးတော့2009မှာကျွန်တော်တို့ရွှေဝါရောင်ဒေါ်လာရေးနောက်ဆုံးလူတွေရဲ့ဆင်းရဲဒုက္ခကိုမြင်တွေ့လာတဲ့အခါမှာဆရာတော်တွေတန်ဃာတော်တွေမနေနိုင်တဲ့အခါကျတော့ဆရာတော်တွေတန်ဃာတော်တွေပါလမ်းပေါ်ထွက်ပြီးတော့တိုင်းပြည်အေးချမ်းမှုမေတ္တာပို့တဲ့အနေအထားထိရောက်ခဲ့တယ်မေတ္တာလည်းပို့လို့မရပါဘူးဘာလို့ဆိုမေတ္တာကိုဆရာကြီးကျွန်တော်ပြောသလိုပေါ့ဗျာမေတ္တာပို့တာသိပြီးတော့အစင်မပြေဘူးတော်တော်ကိုဒုက္ခဖြစ်ခဲ့တယ်တစ်ဖက်ကအဲ့ဒီလိုဖိနှိပ်နေပြီမယ်လို့အခြားတစ်ဖက်မှာလည်းနိုင်ငံတကာရဲ့ပိတ်ဆို့မှုကိုသူတို့ခံလာရတဲ့အခါကျတော့နောက်ဆုံးသူတို့လည်းနိုင်ငံခြားသွားဆေးကုဖို့တောင်မလွယ်တဲ့ဘဝဖြစ်လာတယ်သူတို့သားသမီးနိုင်ငံခြားသွားပြီးတော့စာသင်ဖို့မလွယ်ဘူးအလဲအပတ်သွားဖို့တောင်မလွယ်အောင်နိုင်ငံတကာကတင်းတင်းကြပ်ကြပ်ပိတ်ဆို့လာတာတွေရှိပါတယ်အဲ့တော့ဒီနေရာမှာအားပြိုင်မှုကကျွန်တော်တို့ဗမာပြည်သူလူထုကလည်းကျွန်တော်တို့ဗမာနိုင်ငံအတွက်ပကြီးကအသစ်တစ်ချက်ရေးဖို့ကြိုးစားနေတယ်တစ်ချိန်တည်းမှာပဲစစ်အာဏာရှင်များကလည်းကိုယ်ပိုင်ပကြီးကတစ်ချက်ကိုရေးဖို့ကြိုးစားပါတယ်အဲ့တော့သူတို့ရေးတဲ့ပကြီးကားကတော့အလုံးသိကြတဲ့အတိုင်းပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်သူတို့မျှော်မှန်းတဲ့သူတို့ဆိုတာစစ်အာဏာရှင်များမျှော်မှန်းတဲ့စစ်အာဏာရှင်ဆိုတာတောင်တပ်မတော်နဲ့တော့ခွဲပြီးတော့ပြောရမယ်ခုနကကျွန်တော်ညီလေးကပြောသွားတယ်တပ်မတော်ကိုသူအမှန်တန်ချက်ပါတယ်မှတ်ပါတယ်ဘယ်တော့မှကျွန်တော်တို့ဟာတပ်မတော်နဲ့နိုင်ငံဆိုတာကင်းကွာလို့မရဘူးသူတို့ဟာလည်းကျွန်တော်တို့လိုအတူတူပဲနိုင်ငံသားတွေပါပဲသို့တော်လည်းပဲတကယ်ပြဿနာရဲ့အရင်းခံကအဲ့ဒီခေါင်းဆောင်ဆိုတဲ့လက်ချိုးရည်လို့ရတဲ့လူတစုကစီမံဖန်တီးနေတာပါဒါကြောင့်ဒီနှစ်ခုကိုခွဲလိုက်လို့ရှိရင်ကျွန်တော်တို့အဖြေရှားတာလွယ်လွယ်လေးပါအဲ့တော့တပ်မတော်အကြီးအကဲလို့ဆိုရတဲ့လူတစုက2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အနာဂတ်ဗမာနိုင်ငံကိုသူတို့ကရေးဖို့ကြိုးစားတယ်သူတို့ရေးထားတဲ့ပကြီးကားလေးကရိုးရိုးရှင်းရှင်းလေးလွယ်လွယ်လေးကြည့်လို့မြင်တယ်လွတ်တော်မှာအမြဲတမ်းစစ်တပ်က25ရာနှုန်းပါမယ်ကာကွယ်ရေးဦးစီးချုပ်ကခတ်နဲ့လွတ်တော်အမှတ်25ရာနှုန်းဟာအမြဲတမ်းပါမယ်အရွေးမခံဘူးကျန်တဲ့85ရာနှုန်းကိုရွေးကောက်တင်မြောက်တယ်ဟုတ်ပြီအဲ့တော့ကျန်တဲ့85ရာနှုန်းရွေးကောက်တင်မြောက်ရင်
ပြည်ခိုင်ဖြိုးဟလားပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလို့နာမည်ပြောင်းလိုက်တဲ့အရင်ကအသင်းပေါ့လေအဲ့ဒီပြည်ခိုင်ဖြိုးဆိုတာတမတော်သားတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီပါပဲအဲ့ဒီပြည်ခိုင်ဖြိုးပါတီကလက်ရှိအာဏာရှိတဲ့တမတော်ကဖွဲ့စည်းပေးထားတဲ့ပါတီဆိုတော့အာဏာရှိတဲ့ပါတီပေါ့ဗျာပိုက်ဆံကလည်းအရန်ချမ်းသာတဲ့ပါတီပေါ့တမတော်ကလည်းသူ့နောက်မှာမရက်တီပေးထားတဲ့ပါတီပေါ့ဗျာအာဏာလည်းရှိတယ်ငွေကြေးလည်းချမ်းသာတယ်တမတော်ကလည်းနောက်ကအပြည့်အဝကြောတော့နောက်ခံပေးထားတယ်ဆိုတော့ငါတို့ပါတီက85ရာခိုင်နှုန်းထဲမှာ26ရာနှုန်းလောက်ကတော့မရဘူးလားအသာလေးရတာပေါ့ဒီလိုတွေးထင်းပြီးတော့မှအဲ့ဒီယုံကြည်ချက်နဲ့ဒီပချီကားအစ်စ်ကိုဘုရားမကြီးတန်းရွှေကရေးဆွဲဖို့ကြိုးစားခဲ့တာအဲ့တော့သူမျှော်မှန်းတဲ့အတိုင်းဖြစ်အောင်လဲသူကလက်တွေ့လုပ်ခဲ့ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုစောအာရမအတည်ပြုခဲ့တယ်ဟာလားနာဂစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါရွှေ့ပေးပါဒီမှာလူတွေကသိမ့်နဲ့ချီပြီးသိနေပါတယ်မရွှေ့ပါဘူးเนาะ2008မှာဖွဲ့စည်းပုံကိုစောအတည်ပြုတယ်ဒါတော်တော်များများခင်ဗျားတို့သိပြီးသားအကြောင်းအရာပါကျွန်တော်ကဒီထက်အနှစ်သာရလေးတွေကိုရွေးထုတ်ပြီးပြောချင်တာအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတင်းပြဋ္ဌာန်းလိုက်တဲ့ရည်ရွယ်ချက်ကတစ်ခုတည်းပါနော်သူတို့ရဲ့ပကြီးကားဒီပကြီးကားရေးတဲ့ရည်ရွယ်ချက်ဒီပုံတရံကိုထုဆက်လိုက်တဲ့ဗပုရုပ်ရဲ့အဓိကရည်ရွယ်ချက်ကတစ်ချက်တည်းပဲတမတော်ကဗမာနိုင်ငံရဲ့အာဏာကိုနိုင်ငံတော်အာဏာကိုရသက်ပံထိန်ချုပ်ထားနိုင်ရေးပဲဟိုတုန်းကလက်နဲ့အာဏာသိမ်းပြီးလက်နဲ့ထိန်ချုပ်တယ်အဲ့ဒါရေရှည်မှာအဲ့ဒါလိုထိန်ချုပ်လို့မရဘူးနိုင်ငံတကာကလက်မခံဘူးဆိုတော့လက်နဲ့အစားသူတို့ကိုယ်တိုင်စိတ်တိုင်းကြရေးထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရာသက်ပံတရားဝင်အစိုးရအနေနဲ့အုပ်ချုပ်အောင်တနည်းအားဖြင့်ရာသက်ပံနိုင်ငံတော်အာဏာကိုတပ်မတော်ကတင်ထားနိုင်အောင်ရည်ရွယ်ချက်နဲ့ရေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲကျွန်တော်တို့အပြင်ကလူတွေအားလုံးကဒီဥပဒေကိုလွယ်လေးကြည့်လွယ်လေးမြင်နိုင်တယ်ဒါပေမဲ့အဲ့ဒီတပ်မတော်ခေါင်းဆောင်တွေကတော့သူတို့ရေးတဲ့ဖွဲ့စည်းပုံကိုသူတို့အမှန်အတိုင်းမမြင်ဘူးသူတို့စိတ်ထဲမှာထင်တာကသူတို့က25ရာနှုန်းကအလိုနိုင်ပြီးသားရွေးကောက်ပွဲမှာဝင်မဲ့နိုင်ပြီးသားနောက်ထပ်26ရာနှုန်းဆိုလူ168ယောက်ပဲလိုတယ်498ယောက်မှာငါတို့168ယောက်နိုင်ရင်ရာသက်ပံဒီတိုင်းပြည်ကိုအုပ်ချုပ်လို့ရတယ်ဆိုတဲ့တွက်ကိန်းနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးခဲ့တယ်ပထမတပွဲမှာတကယ်ရွေးကောက်ပွဲကျင်းပမယ်ဆုံးဖြတ်လိုက်တဲ့အခါမှာရွေးကောက်ပွဲလည်းမကျင်းပလို့မရတော့အဲ့ဒီကျွန်တော်တို့2000မှာရွှေဝါရောင်ဒေါ်လာရေးမှာချီလွန်လက်လွန်လုပ်ပြီးတော့နိုင်ငံတကာကဖိအားတိတ်ကိုများသွားပြီပိတ်ဆို့တာလည်းအများများသွားပြီသူတို့နိုင်ငံခြားသွားစေကူလို့မရအောင်ဖြစ်တာအဲ့ဒီအချိန်ပဲသူတို့ကလေးတွေနိုင်ငံခြားသွားချက်ချင်းပြန်ပို့တာတို့ဘာတို့တော်တော်ရှုပ်ထွေးလာတဲ့အချိန်အမြန်ဆုံးသူတို့နောက်ဆုတ်ရတော့မယ်ရွေးကောက်ပွဲမြန်လုပ်ပြီးတော့ပုံစံတစ်ခုပြောင်းရတော့မယ်ဆိုတဲ့အတွေးအသိနဲ့2010ရွေးကောက်ပွဲလုပ်မယ်ဆိုသူတို့ကြေညာလိုက်တယ်ဒါပေမဲ့သူတို့ကိုသူတို့မယုံဘူးတကယ်လို့များ NLD ဝင်ပြီးတော့ပြိုင်ရင်2010ရွေးကောက်ပွဲသူတို့မျှော်မှန်းတယ်လို့168ယောက်ရကြမှာရမယ်ဆိုသူတို့မယုံဘူးသူတို့ကိုသူတို့အဲ့တော့ NLD ရွေးကောက်ပွဲမှာမဝင်နိုင်အောင်ဥပဒေပြဋ္ဌာန်းတယ်နိုင်ငံရေးပါတီများမှတ်ပုံတဲ့ဥပဒေမှာဒီလိုလူတွေမပါရဘူးဒေါအောင်ဆန်းစုကြည်မပါနိုင်အောင်ဥပဒေကိုတည်တည်ချာချာစနစ်တကျစီစဉ်ရေးဆွဲတယ်အဲ့ဒီတော့ပြည်သားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲသပိတ်မှောက်တယ်လို့ဆုံးဖြတ်လိုက်တဲ့အခါကျတော့သူတို့မျှော်မှန်းတဲ့အတိုင်းသူတို့လှုပ်လို့ရပြီကျွန်တော်တို့ဘာမှအပြူးမဆိုင်တော့ဘူးမပြိုင်ရင်နေပေါ့ပြည်ခိုင်ဖြိုးနဲ့ကျန်တဲ့ပါတီတွေနဲ့ပြိုင်တယ်အဲဒီလိုပြိုင်တဲ့နေရာမှာလဲအကြီးအကျယ်ညစ်ပတ်တယ်မဲလိန်တယ်အဲတုန်းက NDF ပေါ့ဗျာနော်ပြိုင်တယ်ပေါ့တခြားပါတီတွေပြိုင်တယ်တိုင်းရင်းသားတွေလည်းပြိုင်ကြတယ်ပြိုင်တဲ့အခါမှာနေရာတော်တော်များပါနိုင်ငံသားတွေဟာပြည်သူတွေဟာပြည်ခိုင်ဖြိုးကိုမဲမပေးဘူးကျန်တဲ့အတိုက်ခံအုပ်စုတွေကိုမဲပေးတယ်ဒါပေမဲ့လို့အဲ့ဒီရွေးကောက်ပွဲမှာခင်ဗျားတို့သိတဲ့အတိုင်းကြိုတင်မဲဆိုပြီးတော့နောက်မှရောက်လာတဲ့ကြိုတင်မဲတွေနဲ့သူတို့အနိုင်ယူသွားတယ်ကျွန်တော်တို့ဥပဒေခေါ်တော့ကြိုတင်မဲဆိုတာဟာရွေးကောက်ပွဲမတိုင်မီမှာပေးရတယ်
ရွေးကောက်ပွဲပြီးရင်အဲ့ဒီမဲကမရှိဘူးမလာရဘူးရွေးကောက်ပွဲမတိုင်ခင်ပေးထားတဲ့မဲရွေးကောက်ပွဲကျင်းပတဲ့နေ့ညနေ4 နာရီမဲရည်တဲ့အချိန်မှာထည့်ရည်လို့ရတယ်4 နာရီနောက်ပိုင်းရောက်လာရင်အဲ့ဒီမဲကမရည်ရဘူးရည်တယ်ခင်ဗျာတောင်ဥက္ကလာမှာကိုအောင်သိန်းလင်းနဲ့ပြိုင်နေနောက်တနေ့မှတည်း3 နာရီခွဲအထိရည်တော့တထုပ်ပြီးတထုပ်ရောက်လာတဲ့ကြိုတင်မဲတွေမဲရည်လိုက်တယ်ပြီးပလားမပြီးသေးဘူးမနိုင်သေးတဲ့ရွေးတထုပ်ပြီးတထုပ်ရောက်လာတယ်ကြိုတင်မဲတဲ့ရောက်တာကမဲယုံပိတ်ပြီးပြီနော်နောက်ဆုံးသူတို့လူတွေနိုင်မှပြီးသွားပြီတဲ့သူတို့လူနိုင်သွားပြီဒီတိုင်းပဲနေရာတော်တော်များများမှာဒါရန်ကုန်မှာဆိုနေရာတိတ်ထင်ရှားတဲ့နေရာမင်္ဂလာတောင်ကျောမှာဥတုဝင်နဲ့ကြာကြာရေးဝင်ကြီးဖြစ်တဲ့ဦးအောင်ကြည်ပြိုင်တာဒီလိုပဲအဲ့ဒါလည်းတနာကြီးခွဲကြမှာဦးအောင်ကြည်နိုင်တော့မှပြီးပြီဆိုရက်သွားတယ်သူတို့လူမနိုင်မချင်းတထုပ်ပြီးတထုပ်မဲတွေကထထရောက်လာတယ်ကြိုတင်မဲတဲ့ပြောတာရွေးကောက်ပွဲကပြီးသွားပြီအဲ့တော့ဒီလိုနည်းနဲ့သူတို့80ရာနှုန်းလောက်ရသွားတာပေါ့ဗျာ52ရာနှုန်းရတယ်စစ်တပ်25နဲ့ပေါင်းလိုက်တဲ့အခါကျတော့89ရသွားတယ်အဲ့တော့ပြီးခဲ့တဲ့2010ရွေးကောက်ပွဲမှာတော့သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သူတို့ပုံဖော်ထားတဲ့အတိုင်းဖိအားတွေပေးချိန်ချောက်ညစ်ပတ်ပြီးတော့မှရအောင်လုပ်ခဲ့တဲ့အတွက်နိုင်ငံတော်အာဏာကို9 နှစ်ဆက်ပြီးတော့သူတို့ထိန်းခွင့်ရခဲ့တယ်ဟုတ်ပြီအဲ့ဒီ9 နှစ်ပြီးတဲ့အခါကျတော့သူတို့အခြေခိုင်လောက်ပြီလို့ထင်တဲ့အခါကျတော့ sanction တွေ lift လုပ်ဖို့ကလိုနေတယ်ရွေးကောက်ပွဲတော့ပြီးသွားပြီအဲ့ဒီရွေးကောက်ပွဲမှာညစ်ထားတာကိုအားလုံးကသိတဲ့အခါကျတော့အနောက်နိုင်ငံတွေက sanction lift လုပ်ပိတ်ဆို့ထားတာတွေကိုဖွင့်မပေးဘူးအဲ့တော့တော်တော်ကွာကြနေတယ်အဲ့တော့အဲ့ဒီမှာအမှန်တန်လှပတဲ့အကွက်တစ်ခွက်ကိုသူတို့ကစားနိုင်ခဲ့တယ်ကျွန်တော်တို့ဥက္ကဋ္ဌတော်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံလိုက်တယ်ဒီဘက်ကလည်းပဲတိုင်းပြည်ကောင်းမှုစေတနာနဲ့တူတာတွေလက်တွဲလုပ်မယ်နော်မတူတာတွေဆွေးနွေးမယ်ဆိုပြီးတော့အတွေ့ခံလိုက်တယ်ပြီးတော့နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေနဲ့ရွေးကောက်ပွဲဥပဒေကိုပြင်ပေးလိုက်တယ်ကျွန်တော်တို့ပါတီထောင်လို့ရအောင်သူတို့လမ်းဖွင့်ပေးလိုက်တယ်ရွေးကောက်ပွဲဝင်လို့ရအောင်လမ်းဖွင့်ပေးလိုက်တယ်အဲ့ဒီမှာကျွန်တော်တို့ကလည်းပါတီပြန်မှတ်ပုံတင်မယ်ရွေးကောက်ပွဲဝင်မယ်လို့ဆုံးဖြတ်လိုက်တယ်2012ဧပြီ1 ရက်နေ့ကြားပြရွေးကောက်ပွဲလုပ်ကျွန်တော်တို့နိုင်တယ်43 4 နေရာပြိုင်တယ်43 နေရာနိုင်တယ်မညစ်ဘူးမဲအမှုဖြစ်တယ်ကျွန်တော်တို့နိုင်တယ်ဘလောက်ကောင်းသွားပြီလဲတိုင်းပြည်ဟာနော်အရန်ကိုပြောင်းလဲသွားပြီလုံးဝတရားမျှတသွားပြီအပြအသအနိုင်ပေးတယ်အမှုတွေဖြစ်တဲ့အခါလဲ NLD ကိုအနိုင်ပေးတယ်ဆိုတော့နိုင်ငံတကာအမြင်ကအတော့ကိုကောင်းလာတယ်အဲ့ဒီမှာ sanction တွေတစ်ခုပြီးတစ်ခု lift လုပ်ပေးလာတယ်စီဝါရေးပိတ်ဆို့ထားတာတွေဖွင့်ပေးလာတယ်တဖြည်းဖြည်းနဲ့လိုချင်တာတွေရလာတယ်တိုင်းပြည်အခြေအနေကတော်တော်လေးကောင်းလာတယ်အဲ့ဒီအချိန်ကစပြီးတော့နောက်ပိုင်းအပြောင်းလဲဘာမှဆက်မလုပ်တော့ဘူးနောက်ပြန်သွားဖို့ပဲစူးစမ်းတယ်ဒါလည်းအားလုံးခင်ဗျားတို့သိဟုတ်ပြီဒါကသူတို့ဘက်ကအပိုင်းကျွန်တော်တို့ပြည်သူလူထုဘက်ကလည်းနောက်လျှောက်စူးစမ်းနေတယ်စာနယ်ဇင်းလွတ်လပ်ခွင့်ရတဲ့အပေါ်မှာကျွန်တော်တို့အသုံးချပြီးတော့ကျွန်တော်တို့လည်းပြည်သူလူထုကိုအတွေးအမြင်တွေပွင့်လာအောင်တိုင်းပြည်အတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်နိုင်အောင်ပညာပေးတာအသိပေးတာလုပ်ကြတယ်အထူးသဖြင့်စာရေးဆရာများရဲ့စာပေဟောပြောပွဲတွေဟာအလွန်ထိရောက်တယ်ကုသိုလ်ကံမဲ့တော့တိုင်းပြည်ရဲ့ကံကြမ္မာကောင်းတာလည်းပါတယ်အစိုးရကိုထောက်ခံဟောပြောတဲ့စာရေးဆရာမရှိသလောက်ပဲအကုန်လုံးဟာကျွန်တော်ပြောတာစာရေးဆရာမရှိရှိတယ်နော်မဟောရဘူးအဲ့ဒါပြောတာအစိုးရကိုထောက်ခံတဲ့စာရေးဆရာတို့မဟောဘူးရောက်မလားပြိဿကလည်းမဖိတ်ဘူးနော်တိုးလို့လည်းမပေါက်ဘူးအဲ့တော့တကယ့်ကိုပြုပြင်ပြောင်းလဲရေးလိုလားတဲ့တိုင်းပြည်အပြောင်းလဲအတွက်အထောက်အပံ့ဖြစ်စေတဲ့ဟောပြောမှုတွေကိုပြောမယ်တကယ်ရဲရဲတောက်ဆရာတွေပေါ့ဗျာခဏဒီဆရာများဆိုတာပြောတာကဘာကျော်တောင်ဖြစ်နေပါပြီနိုင်ငံတွင်းမဟုတ်ဘူးနိုင်ငံပြင်ပအထိလက်ပါဟောနေတဲ့ဆရာကြီးတွေပါပြီဆိုတော့အဲ့ဒီလိုမျိုးအသိဉာဏ်တွေပွင့်လင်းလာတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေရဲ့အနေအထားပြောင်းလာတယ်ကျွန်တော်ဒီညနေလေးဆရာညီမင်းညိုပြောသွားတာလေးကိုကျွန်တော်တတိယလို့ပြောမယ်ဆရာညီမင်းညိုကပြောသွားတယ်ပါရီကကျွန်တော်တို့ဗမာပြည်သူတို့ကအကြေအောင်ဆောင်နေတဲ့စောစောပြောသွားတယ်နော်အကြေအောင်ဆောင်တာပေါ့ဘသူမဲမပေးဘူးလို့မပေးရတာလို့ဟိုဘက်ဖဲပေးတော့မလို့နဲ့လို့နဲ့အချိန်ကြတော့သူလိုချင်တာလောက်သွားတာပဲဆိုတော့သူကပြောသွားတယ်ကျွန်တော်ကအကြေအောင်ဆောင်တယ်လို့မမြင်ဘူးတိတ်ကိုအကင်းပါတဲ့ပါနတ်တဲ့သူတွေလို့ကျွန်တော်ကဒီလိုမြင်တယ်
ဘာလို့ကျွန်တော်ဒီလိုအကဲဖြတ်တာကျွန်တော်မှအထောက်အထားလေးတွေရှိတယ်ကျွန်တော်နည်းနည်းစုထားတာဒီတပွဲတည်းမဟုတ်ဒီတပွဲတည်းဆိုရင်တော့ဒါတစ်မျိုးပေါ့လေကျွန်တော်လေ့လာကြည့်တဲ့အခါမှာ1949ခုနှစ်နည်းနည်းလေးအခုခေါ်တဲ့ထဲတော့မပါဘူးတတိယလို့သူပြောတာလေးကိုကျွန်တော်နည်းနည်းလေးချိတ်ဆက်ပေးခြင်းလို့ပါကျွန်တော်တို့ဗမာပြည်သူလူထုရဲ့စိတ်နေစိတ်ထားနဲ့အတွေးခေါ်ဟာဘယ်လိုရှိသလဲဆိုတာပြန်သုံးသပ်တဲ့သဘောပါ1949ခုနှစ်ကလွတ်လပ်ရေးကြိုးပမ်းနေတဲ့ကာလပေါ့နော်အပြင်းထန်ဆုံးပေါ့ဗျာလွတ်လပ်ရေးရရှိရေးကြိုးပမ်းနေတဲ့ကာလအဲ့ဒီကာလမှာပါတီတွေကလည်းတော်တော်များတယ်ဗျတော်တော်များတယ်ဆိုအခုတော့90ကျော်100တော့မဟုတ်ဘူးဗျာ6ပါတီ9ပါတီတော့ပါတီအားလုံးကသူတို့ရဲ့နောက်မှာပြည်သူတွေကရှိနေတယ်သူ့အဆုနဲ့သူရှိနေတယ်အဲ့တော့ဗိုလ်ချုပ်ကတော့ပါစာဖတ်လာပေါ့ဗျာအဲ့တော့ဒီမှာလွတ်လပ်ရေးအင်္ဂလိပ်နဲ့စကားပြောတဲ့အခါမှာပြည်သူတရက်လုံးကဗိုလ်ချုပ်အောင်ဆန်းနောက်ကအားလုံးတစုတစည်းတဲ့ရပ်ပေးရင်အင်္ဂလိပ်ကဗိုလ်ချုပ်ကိုလေးစားမယ်စကားပြောရတာကောင်းတာပေါ့ဗျာအတန်းတူသွားတာပေါ့တကယ်လို့အဲ့ဒီလိုမဟုတ်ပဲပါတီတွေကလည်းအများကြီးဗမာပြည်သူတွေကလည်းအုပ်စုတွေကွဲပြီးတော့ဒီအုပ်စုကတော့ဟိုပါတီဒီအုပ်စုကတော့ဟိုပါတီသူတို့ကွဲနေရင်အင်္ဂလိပ်ကသိကြိုက်တယ်သူကစားလို့ရတာပေါ့အဲ့တော့ဒီလိုအခြေအနေမျိုးကိုဗိုလ်ချုပ်ကမြင်တဲ့အခါကျတော့ဗိုလ်ချုပ်ကပြောတယ်မင်းတို့ခင်ဗျားတို့လွတ်လပ်ရေးလိုချင်သလားလွတ်လပ်ရေးလိုချင်ရင်ပါစာဖလာကိုမဲပေးလိုက်တဲ့တစ်နှစ်အတွင်းသူလွတ်လပ်ရေးအောင်လုပ်တယ်သူပြောတဲ့စကားအမတ်တွေကိုကြည့်ပြီးမဲမပေးနဲ့ပါစာဖလာကိုပဲမဲပေးလိုက်တစ်နှစ်အတွင်းသူလွတ်လပ်ရေးအောင်လုပ်မယ်လို့ပြောတယ်ပြည်သူလူထုကဗိုလ်ချုပ်ကိုအလွန်ယုံကြည်တာ哦တကယ်ပဲပါတီတွေအများကြီးရှိတဲ့ကြားတွေကပါစာဖလာကိုပုံအောပြီးတော့မဲပေးခဲ့တယ်အဲ့ဒီအတွက်ဗိုလ်ချုပ်ဟာအင်္ဂလန်မှာအက်တလီနဲ့လွတ်လပ်ရေးရရှိရေးဆွေးနွေးတဲ့အခါမှာအထက်စီးကသူပြောနိုင်တယ်နောက်ဆုံးတထိုင်ထဲမှာပဲအစည်းအဝေးတစ်ခုထဲမှာပဲတစ်နှစ်အတွင်းပေးပါမယ်ဆိုတဲ့ဂရိပေးခဲ့တယ်ကျွန်တော်ပြောချင်တာဟိုလွတ်လပ်ရေးသမိုင်းမို့တော့ဗမာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိတယ်ငါတို့မဲပြန့်သွားလို့မဖြစ်ဘူးဗိုလ်ချုပ်ကိုစုစုစည်းစည်းမဲပေးလိုက်မှတို့လွတ်လပ်ရေးရမယ်ဆိုတဲ့အသည့်သူတို့မှရှိအဲ့ဒါပထမသက်သေနောက်ဒုတိယတာရကတစ်ခုကျွန်တော်ပြောပြခြင်းပါသေးတယ်ဒုတိယတာရက1956မှာပါစာဖလာမချမ်းကွဲပြီ56ထားပါဗျာဒါတော့တတိဖြစ်တာပေါ့58မှာတော့အတိအလင်းကွဲသွားပြီတီမြဲနဲ့တန့်ရှင်းတီမြဲပါစာဖလာကစစ်တပ်ထောက်ခံတယ်စစ်တပ်နဲ့မဟာမိတ်ပေါ့ဗျာစစ်တပ်လိုလားတဲ့ပါတီစစ်တပ်ထောက်ခံတဲ့ပါတီတန့်ရှင်းကဥနုဥဆောင်တာစစ်တပ်ကမလိုလားဘူးဥနုဆိုတော့အဲ့ဒီမှာတီမြဲတန့်ရှင်းနှချမ်းကွဲပြီးတော့ဥနေဝင်းကအိမ်ဆောင်အစိုးရဝန်ကြီးချုပ်တိုင်းပြည်ကို2နှစ်အုပ်ချုပ်ပြီးရွေးကောက်ပွဲပြန်လုပ်ပေးတယ်အဲ့ဒီ2နှစ်အတွင်းမှာသူတီမြဲဘက်ကအကြီးအကျယ်ဘက်လိုက်တယ်စစ်တပ်ကခဏကဆရာညီမင်းတို့ပြောတဲ့ဟာအဲ့ဒီမှာတစ်ချိန်ပြန်ကြုံတယ်ကျွန်တော်တို့အဲ့တော့ကလူတွေကိုမေးလိုက်ရင်လူတွေကိုခင်ဗျာဘယ်သူမဲပေးမှလဲမေးလဲတီမြဲပဲစကားတော်မဆုံးသေးဘူးကျွန်တော်တီမြဲလို့ပြောတာအဲ့လိုမပြောရင်လည်းမလွယ်ဘူးညလာပြီးတော့ဒုက္ခပေးတဲ့အိမ်မီးရှို့တာတို့ရိုက်တာတို့ဘာတို့တောမှဆိုတတ်တာတွေပါတွေထိလုပ်တယ်နော်ဟုတ်ပြီကျွန်တော်မေးလဲကျွန်တော်လည်းတီမြဲပဲဘယ်သူမေးမဲအားလုံးကတီမြဲပဲပြောတယ်တန်ရှင်းပါတီဝင်ကလွဲကျန်တဲ့လူအားလုံးတီမြဲမဲပေးမယ်ပြောတယ်1960ဖေဖော်ဝါရီလ22လမ်းမသိဘူးရွေးကောက်ပွဲလုပ်တော့ညနေမဲပုံးလဲဖွင့်ရောတီမြဲမှာမဲမရှိဘူးတချို့ပုံးလဲဆို9မဲ10မဲပဲရှိတယ်အားလုံးတန့်ရှင်းကိုမဲပေးထားကြတယ်နော်အဲ့တော့ကျွန်တော်တို့ဆိုရွေးလေးတစ်ခုထွက်တယ်မလားလူတီမြဲမဲတန့်ရှင်းဆိုနော်လူတီမြဲမဲတန့်ရှင်းပြောလိုက်လို့ရှိရင်လူအားလုံးကတီမြဲမဲပေးမယ်ပြောတယ်တကယ်တမ်းပြီးတော့တန့်ရှင်းပေးလိုက်တယ်ဒါကြောင့်လူတီမြဲလူကိုမေးလိုက်ရင်တော့တီမြဲပဲပြောတယ်မဲပြီးတော့တန့်ရှင်းကိုပေးလိုက်တယ်လူတီမြဲမဲတန့်ရှင်းအဲ့ဒါဗမာပြည်သူလူထုအမတန်ပါတတ်တာကိုဒုတိယအကြိမ်တက်တည်ပြခဲ့တာပဲဗမာပြည်သူလူထုဟာတိုင်းပြည်ကိုစစ်တပ်အုပ်ချုပ်တာမလိုချင်ဘူးဆိုတာ1960တည်းကပြခဲ့ပြီးပြီဘာဖြစ်လို့လဲစစ်တပ်ထောက်ခံတဲ့တီမြဲကိုမဲမပေးဘူးအဲ့တော့တစ်ချိန်ကတီမြဲဆိုတာလဲပါစာဖလာပဲတန့်ရှင်းဆိုတာလဲပါစာဖလာပဲတစ်ဖွဲ့တည်းပဲဒီတစ်ဖွဲ့ကနှစ်ချမ်းကွဲသွားတာအရင်တော့ကသူတို့ဟာညီကိုတွေပဲအတူတူပဲနော်တစ်ဖွဲ့တည်းကနှစ်ချမ်းကွဲတော့နှစ်ဖွဲ့လုံးမှာလူတော်တွေရှိတယ်ဒါပေမဲ့တကယ်မဲပေးတဲ့အချိန်မှာလုံးဝတီမြဲကိုမဲမပေးတော့ဘလောက်ဖဲတော်ဘလောက်ဖဲကောင်းဘာတမိုင်းနဲ့ရှိခဲ့စစ်တပ်နဲ့ပတ်သက်လို့ဒီဘက်ကတန့်ရှင်းကိုပေးမယ်ဆိုပြီးတော့ပြတ်သားတန့်ရှင်းကိုပေးခဲ့တယ်အဲ့ဒါကျွန်တော်တို့ဗမာပြည်သူလူထုဟာမညံ့ဘူးတိတ်ကိုအကင်းပါတယ်ပန်းတတ်တယ်ဘယ်အချိန်ဘာလုပ်ရမလဲဆိုတာသိတယ်ဆိုတဲ့အဲ့ဒါဒုတိယသာရကပဲနောက်ထပ်တတိယသာရကတစ်ခုရှိတယ်
1988ရေးခင်းပြီးတော့1990ရွေးကောက်ပွဲကျွန်တော်ပြောစရာတော့မလိုတော့ဘာလို့လိုက်ကြသလဲ NLD ကဝင်ပြိုင်တဲ့လူဘယ်သူမှမသိဘူးမဲပြီးတော့ NLD ကိုပဲပေးတယ်ကျွန်တော်တို့ 82% ရခဲ့တယ်အဲဒီတုန်းက392ယောက်ရတယ်တော်မှာ440ပါအဲ့ဒီတစ်ချိန်မှာလဲပေါ့နော်1990ရွေးကောက်ပွဲမှာလဲဒီအတိုင်းပဲအရေးကြုံတဲ့အခါမှာပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာကိုသိခဲ့တယ်အဲ့တုန်းကဖိနှိပ်မှုသိမ့်မရှိဘူးနောက်ထပ်တာရကတစ်ခုရှိသေးတယ်နံပါတ်4တာရကအဲ့ဒါ2012 April လ1ရက်နေ့ကြားပြရွေးကောက်ပွဲအဲ့ဒါမလွတ်လပ်သေးတဲ့အခြေအနေနော်2015နဲ့မတူဘူး2012ဟာတိတ်ပြီးမလွတ်လပ်သေးဘူးစစ်တပ်ရဲ့အရှိန်ဩဇာအတော်ကိုရှိသေးတဲ့အခြေအနေအဲ့ဒီကြားပြရွေးကောက်ပွဲမှာလဲကျွန်တော်တို့96% နိုင်တယ်44ယောက်မှာ43ယောက်ကျွန်တော်တို့နိုင်တယ်ကြားပြမို့လို့သာကျွန်တော်တို့တိုင်းပြည်လုံးကိုမစိုးမိုးနိုင်တာသို့တော်လည်းပဲရွေးကောက်ပွဲရဲ့ရာနှုန်းအတိုင်းအတာရပြောရင်ကျွန်တော်96ရာနှုန်းနိုင်ခဲ့တယ်ဆိုလိုတာကအဲ့ဒီတုန်းကလည်းပဲပြည်သူလူထုဟာသူတို့ဘာလုပ်ရမလဲဆိုတာကိုတယောက်နဲ့တယောက်မညှိနှိုင်းမတိုင်ပင်မဲနဲ့ကိုပြက်သားသားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထောက်ခံတယ်အဓိပ္ပာယ်ကငါတို့စစ်တပ်ကိုမုန်းတယ်စစ်တပ်အုပ်ချုပ်တာကိုမုန်းတယ်စစ်အာဏာရှင်စနစ်ကိုငါတို့လက်မခံဘူးဆိုတာပြခဲ့တယ်ဒီတိုင်းပဲအခု2015တာစောစောကဆရာညီမင်းညိုပြောသွားပါပြီ2015မှာလဲဒီတိုင်းပဲမဟုတ်ဘူးလားနော်2015မှာတော်တော်ကိုရှုပ်ထွေးတယ်နော်ဘာသာရေးမိုင်းတိုက်ပြီးတော့ခွဲတာတွေအမျိုးသားရေးမိုင်းတိုက်ပြီးခွဲတာတွေ NLD ကိုမဲပေးလိုက်ရင်ကလပြီဖြစ်သွားမှာပြောလို့ပြောသာသနာပြက်မယ်ပြောလို့ပြောနော်တိုးတော်လည်းပဲဘယ်လိုပဲမတော်မတရားမိုက်တိုက်စီးုံပြီးတော့မှဆောင်ရွက်ခဲ့ပါစေမူနောက်ဆုံးတော့ပြည်သူလူထုဟာဘာလုပ်ရမလဲဆိုတာသူတို့သိတယ်သူတို့လုပ်တဲ့နာကိုသူတို့လုပ်ခဲ့တယ်ပြက်သားသားအဖွဲ့ချုပ်အနိုင်ရခဲ့တယ်နော်အဲ့တော့ဒါဘာကိုပြောသလဲဆိုတော့ပြည်သူလူထုရဲ့အခန်းကဏ္ဍဘလောက်အရေးကြီးသလဲဆိုတာကိုဗမာပြည်သူလူထုကောင်းကောင်းသိတယ်အရေးကြုံတိုင်းမှန်မှန်ကန်ကန်ဆုတ်ဖြတ်ဆောင်ရွက်နိုင်ခဲ့တဲ့တာရကရှိတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူလူထုဟာအားကိုးလောက်တဲ့ပြည်သူလူထုဖြစ်ပါတယ်အမှန်တပါနဲ့တဲ့လူထုဖြစ်ပါတယ်အချိန်ကြရင်ဘာလုပ်ရမလဲဆိုတာကိုကောင်းစွာသိပါတယ်သိတဲ့အတိုင်းပဲအခုကျွန်တော်တို့ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာအားလုံးပြတ်သားမဲပေးတယ်အခုကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရသွားပြီပေါ့ဗျာ80%နိုင်တယ်ဆိုတာက85မှာ95ဆိုတာကျွန်တော်498ယောက်ပဲကျွန်တော်တို့ကပြိုင်ခွင့်ရတယ်အဲ့ဒီ498ယောက်မှာ80%ရတာပြောတာပါတကယ်တော့လွတ်တော်ကိုကျွန်တော်တို့က80%စိုးမိုးနိုင်တာမဟုတ်ပါဘူးလွတ်တော်မှာကျွန်တော်တို့ရဲ့နေရာက85%ပဲရှိပါတယ်25%ကစစ်တပ်ကယူထားပြီးသားအဲ့တော့အဲ့ဒီကျန်တဲ့85ကိုပြိုင်တဲ့နေရာမှာ80%ရတယ်ဆိုတော့တကယ်လွတ်တော်တစ်ခုလုံးမှာကျွန်တော်တို့လူဦးရေက60%ပဲရှိပါတယ်သုံးပုံနှစ်ပုံမမီသေးပါဘူးသို့တော့ simple majority လို့ခေါ်တဲ့51%ကိုတော့ကျွန်တော်တို့ကအများကြီးကျော်သွားပါတယ်အမှန်တန်ကောင်းတဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့ရခဲ့ပါတယ်တိုင်းရင်းသားတွေနဲ့ပေါင်းရင်တော့68တသမ something ကြော်လေးကျွန်တော်တို့ရပါတယ်အဲ့တော့ဒါပြီးခဲ့တဲ့ရွေးကောက်ပွဲကောင်းပြီကျွန်တော်တို့နည်းနည်းလေးအချိန်နည်းသွားပြီကျွန်တော်နည်းနည်းလေးဆက်နော်အဲ့တော့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအားလုံးကမြင်တာကကျွန်တော်တို့ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးလိုက်ပြီအဲ့ဒီမှာလည်းပဲခုနလိုတောင်ဆန်းစုကြည်ပြောတဲ့အတိုင်းပါပဲပါတီကိုမဲပေးပါလူကိုမကြည့်ပါနဲ့ဆိုတာဒီစကား1940နဲ့ခွန်မှာဘိုးချုပ်အောင်ဆန်းပြောခဲ့တဲ့စကားနဲ့တော်တော်လေးဆင်တူပါတယ်1940ခွန်မှာဘိုးချုပ်ပြောတာကတစ်နှစ်အတွင်းလွတ်လိုက်ရအောင်လုပ်ပေးမယ်နော်ပတ်စဖလာကိုသာမဲပေးလိုက်တော့ဒီလိုပြောတာပါဒီမှာတော့တောင်ဆန်းစုကြည်ကတော့လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပြီးမဲပေးပါဆိုပြီးတော့ဒီလိုပြောခဲ့ပါတယ်သဘောကတော့အတူတူပါပဲအဲ့တော့ကျွန်တော်တို့ပြည်သူလူထုကမဲပေးပြီးသွားပြီအဖွဲ့ချုပ်လည်းနိုင်ပြီကျွန်တော်တို့တာဝန်ဆုံးခန်းတိုင်ပြီလားကျွန်တော်တို့တာဝန်ပြီးသွားပြီလားဒါဒီကနေ့ဒီဟောပြောပွဲမှာကျွန်တော်အဓိကဆွေးနွေးတင်ပြခြင်းနဲ့အကြောင်းအရာပါပဲအဲ့တော့တော်တော်များများကတော့မဲပေးပြီးပြီကြံ့နာ NLD ဆက်လို့ဒေါအောင်ဆန်းစုကြည်ဆက်လို့ဒီလိုတွေးကြတောကြတဲ့လူများပါတယ်အဲ့ဒါမှန်ရလားအဲ့ဒီအတိုင်းဆိုရင်ကျွန်တော်တို့ရေးဆွဲခြင်းတဲ့ပကြီကားဆုံးခန်းတိုင်အောင်ရေးဆွဲနိုင်ပါမလားဒီဟာလေးကိုဆွေးနွေးကြတာပါကျွန်တော်တို့လိုချင်တဲ့လောကနိဗ္ဗာန်ကိုတည်ဆောက်နိုင်ပါမလား
အဲ့တော့ရွေးကောက်ပွဲမှာဒေါအောင်ဆန်းစုကြည်အနိုင်ရသွားပြီဒေါအောင်ဆန်းစုကြည်ကိုတကယ်အနာဂတ်ဗမာနိုင်ငံကိုဥဆောင်မဲ့ပုဂ္ဂိုလ်အဖြစ်ပြည်သူလူထုကရွေးလိုက်ပြီဆိုတဲ့အဓိပ္ပာယ်သည်တာဝန်တင်လိုက်ခြင်းတစ်ခုသာဖြစ်ပါတယ်ဗမာပြည်ရဲ့အနာဂတ်ကိုခမည်းထုစစ်ပါတော့ဗမာပြည်ရဲ့အနာဂတ်ပကြီးကိုခမည်းရေးဆွဲပါတော့လို့ပြောလိုက်တာပါတာဝန်ပေးလိုက်တာပါအဲ့ဒီမှာပကြီးဆွဲဖို့ဆိုရင်စုတ်တံပါရဲ့လားတောင်ကျွန်တော်တို့ပြောလို့မရသေးပါဘူးတာဝန်ပဲတင်ထားခြင်းဖြစ်ပါတယ်ပကြီးကတစ်ချက်အောင်မြင်မြင်တတ်တရရလှလှပပဖြစ်ဖို့ဘာမို့လဲဘဘူးရုပ်ထုတစ်ခုဟာလှလှပပတတ်တရရရုပ်ထုတစ်ခုဖြစ်ဖို့လိုအပ်ချက်တွေရှိပါတယ်လူတယောက်တည်းတည်းမပြီးပါဘူးပကြီးကားဆိုရင်ဆွဲမဲ့လူရှိအောင်လည်းမရပါဘူးပိတ်ကားရှိဖို့လိုပါတယ်စုတ်တန်ရှိဖို့လိုပါတယ်ရောင်စုံဆေးရှိဖို့လိုပါတယ်ဒီပကြီးကားပြီးသွားလို့ရှိရင်နောက်မှာကျွန်တော်လည်းမျက်နှာတဲ့တယ်မှာအကြီးကြီးပဲပေါင်ဆိုတာပကြီးကားမှာချိတ်ဆွဲဖို့ပကြီးကားတစ်ခုအနေနဲ့ထုတ်ဖော်ပြတာသူ့ဘောင်ကွတ်ပြီးသည့်အထိလောက်ရပါတယ်အဲ့တော့ဒါတွေကျွန်တော်တို့မှာဘာတစ်ခုမှမလောက်ရသေးပါဘူးဗမာနိုင်ငံရဲ့အနာဂတ်ကိုဒေါအောင်ဆန်းစုကြည်ပုံဖော်ပါလို့ရွေးကောက်ပွဲကနေကျွန်တော်တို့ကတာဝန်တင်ထားတာပဲရှိပါသေးတယ်ကျွန်တော်တို့လိုချင်တဲ့နေရာကိုမသွားနိုင်သေးပါဘူးသွားဖို့ကိုမစနိုင်သေးပါဘူးကျွန်တော်ဒီနေရာမှာအမှတ်ရလို့ဒေါအောင်ဆန်းစုကြည်ရဲ့စကားလေးကိုပြောပြနေပါတယ်9 ရက်နေ့ကကျွန်တော်တို့ဒီဇင်ဘာလ9 ရက်နေ့ကပြည်မနာမေခမ်းမှာအထက်ဗမာပြည်ကလွတ်တော်အမတ်တွေအရွေးခံရတဲ့လွတ်တော်အမတ်တွေကိုတွေ့ပြီးတော့ဩဝါဒစကားပြောပါတယ်စောစောကဆရာကြီးမင်းညိုပြောသွားတဲ့အထဲမှာအချက်သူထောက်ပြသွားတယ်အနိုင်ရလွတ်တော်ကိုယ်စားလှယ်ဆိုတဲ့စကားကိုအပြောမခံဘူးဆိုတော့အဲ့ဒီနေ့ကမနေ့ကျွန်တော်တို့နှစ်ပွဲလုပ်ပါတယ်လူကတိတ်များတဲ့အခါကျတော့ခမ်းမကျင်းတဲ့အတွက်တစ်ပွဲလုပ်ပါတယ်မနေ့9 နိုင်မှာတစ်ပွဲလုပ်တယ်12 နိုင်မှာကျွန်တော်တို့ကတစ်ပွဲလုပ်ပါတယ်အဲ့တော့မနေ့ပွဲမှာခါနာမှုလုပ်တဲ့ကလေးမလေးကဒီကနေ့အခါနာကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌကြီးဒေါ်အောင်ဆန်းစုကြည်နဲ့အနိုင်ရလွတ်တော်ကိုယ်စားလှယ်များတွေ့ဆုံတဲ့ပွဲမဆုံးသေးဘူးညှိုးထိုးပြီးတော့ရပ်လိုက်တယ်ဟေးခဏရပ်ကလေးမလန့်သွားတယ်သူအနောက်ကဒေါ်စုနောက်ကကလေးလင်းလင်းကိုသွားဆိုတော့ပြောခိုင်းတူတူပြောတော့ကျွန်တော်တို့ကလည်းသူမျက်စိနဲ့ကြည့်နေဘာပြောမှမသိဘူးဘာဖြစ်သွားမှလည်းမသိဘူးအဲ့တော့ချက်ချင်းလင်းလင်းကသွားပြီးတော့ကလေးမလေးကိုပြောကလေးမလေးကခဏရပ်တယ်ပြန်ပြင်းပြီးတော့မှခုနစကားရွေးကောက်တင်မြောက်ခံရတော့ကိုယ်စားလှယ်များနဲ့တွေ့ဆုံပွဲမနေ့ပိုင်းပြီးသွားရောပြီးတဲ့အခါကျကျွန်တော်မေးတယ်ကလေးဟင်းဘာဖြစ်တာတော့လို့ကလေးမလေးကိုနေ့လည်းကျွန်တော်ကခဏနားတယ်နောက်တစ်ပွဲမလာခင်ကြားလိအချိန်ရလို့မသိဘူးအန်ကယ်တဲ့ကျမတို့ကလည်းရေးပေးထားတဲ့အတိုင်းဖတ်တာတဲ့ဒါလည်းကျမရေးတာမဟုတ်ပါဘူးတဲ့အဲ့ဒီကလူကြီးတွေရေးပေးထားတဲ့အတိုင်းကျမဖတ်တာအဲ့ဒါဖတ်နေရင်တန်းလားအဲ့ဒီလိုမဖတ်ရဘူးအနိုင်ရကိုယ်စားလှယ်လို့မပြောပါနဲ့ဆိုတော့သူလည်း very sensitive တော်တော်ကိုသတိထားပါတယ်ဒါလေးတစ်ခုပေါ့နောက်အဲ့ဒီနေ့လည်းပဲဒုတိယအစည်းအဝေးကျွန်တော်တို့ပြန်စတဲ့အခါကျတော့နှစ်သုတ်ခွဲတာပေါ့လေဒုတိယအစည်းအဝေးမနေ့ပိုင်းကတစ်သုတ်နေ့လည်းပိုင်းတစ်သုတ်နေ့လည်းပိုင်းတစ်သုတ်မှာမင်းကပြောတော့အဲ့ဒီမှာကျွန်တော်တော်တော်လေးစိတ်ထိခိုက်တယ်သူပြောသွားတဲ့စကားသူ့ရဲ့အသက်အရွယ်ကိုသူကထောက်ပြီးတော့ပြောသွားတာသူမျှော်မှန်းအောင်သူကပြောသွားတာပေါ့သူ့အနေနဲ့ဗမာနိုင်ငံကိုခုလက်ရှိကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးကိုဘိတုကာတူအနေနဲ့ပုံစံတစ်ခုကိုချနိုင်ရင်ကိုသူကျင့်납ပါပြီတေးပြောပါပြီဆိုတဲ့သဘောသူကပြောလိုက်တယ်ဆိုလိုတာကသူ့ရဲ့အသက်အရွယ်အရကျွန်တော်တို့ရဲ့နှစ်ပေါင်း90ပြည့်နေတဲ့အမိုက်ပုံစောစောဆရာကြီးပြောသွားတဲ့အမိုက်ပုံနော်နှစ်ပေါင်း90အမိုက်ပုံအဲ့ဒီအမိုက်ပုံဆိုတာကမြေကြီးတဲ့ကိုတောင်လောက်အမြင့်တွယ်နေတဲ့အမိုက်ပုံနော်တော်တော်တန်တန်နဲ့ကျွန်တော်တို့ဖဲလို့မရအောင်တူးပြီးဖဲရမယ်အမိုက်ပုံမျိုးအဲ့တော့ဒီလိုနှစ်ပေါင်း90လောက်စွန့်ပစ်ထားတဲ့အမိုက်ပုံကြီးပေါ့ဗျာအမြင့်တွယ်နေတဲ့အမိုက်ပုံကြီးကိုအချိန်တိုတိုနဲ့ဖဲရှားပစ်ဖို့တန်ရှင်းအောင်လုပ်ပစ်ဖို့ဆိုတာမလွယ်ဘူးဆိုတာကိုသူဟာသူနားလည်နေတယ်အဲ့တော့ तू တတ်နိုင်တော့ तू ရှိတော့ तू လုံနိုင်တော့ तू မျောမှန်းတာကဘိတုကာပညာရှင်တယောက်ကပုံတစ်ခုကိုချပေးလိုက်တယ်အခြေခံအုတ်မြစ်တစ်ခုကိုချပေးနိုင်ရင်ကိုပဲသူကျေနပ်ပါပြီသူသေပြောပါပြီဆိုတဲ့ပုံမျိုးကျွန်တော်တို့စိတ်ထဲမှာတော့ကျွန်တော်တို့ကဒီတဲ့မကမျောလင့်ထားတာ哦
နော်အင်မတန်ကိုဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကမ္ဘာပေါ်မှာနိုင်ငံတကာနဲ့ရင်မောင်တန်းနိုင်တဲ့နိုင်ငံတော်ကြီးဖြစ်သည့်အထိသူ့ကိုအားကိုးပြီးကျွန်တော်တို့ကလှုပ်သွားချင်တာသူလိုကောင်းဆောင်မျိုးကလည်းမရှိဘူးနောက်တစ်ယောက်ပေါ်ဖို့ဆိုတာလည်းစိတ်ကူးလို့ကိုမရသေးဘူးအဲ့တော့ဒီလိုအခွင့်ကောင်းအခါကောင်းမှာကျွန်တော်တို့ကသူ့ကိုမှီခြင်းတယ်သို့တော့သူကလည်းတွက်ထားတယ်သူဒီလောက်လုံနိုင်ရင်တော်ပါပြီဆိုတော့ကျွန်တော်အဲ့ဒီမှာနောင်တတရားကျွန်တော်ပြန်စဉ်းစားရတယ်ပေါ့ကျွန်တော်စဉ်းစားမိတယ်ဩကျွန်တော်တို့ကပျော်တယ်သူ့ကိုသို့တော့သူကတက်80အရွယ်ဟုတ်တာပေါ့ကျွန်တော်တို့ကသာသူ့ငငယ်လေးမြင်နေတာတက်တက်ကြွကြွမြင်နေတာကိုလည်းငယ်တာမဟုတ်ဘူးဟလားသူဆိုဟုတ်တာပေါ့သူ့အနေထားအရဆိုရင်ကျွန်တော်တို့ကမျှော်လင့်ချက်တွေသူ့ပေါ်မှာအရန်ထားလွန်းတယ်သူကလည်းတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စေတနာအလွန်ကိုပြင်းထန်တယ်အလွန်ကိုများတယ်အလွန်လည်းဒါကြောင့်လည်းကြိုးစားတာပေါ့ဗျာအဲ့တော့ဒီအနေထားမှာသူကဒီလောက်ရရင်သူသေပြောပါပြီလို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကဒီလောက်နဲ့မကျေနပ်နိုင်သေးဘူးဒီတဲ့ပိုးပြီးတော့ကျွန်တော်တို့မျှော်မှန်းထားတဲ့လောကနိဗ္ဗာန်ဆိုတဲ့နိုင်ငံကြီးကိုထူထောင်ခြင်းနဲ့ဒါလို့ဆိုရင်သူရှိတော့ကျွန်တော်တို့ရဲ့အခန်းကဏ္ဍဟာပူပြီးကိုအရေးကြီးလာပြီသူလုံနိုင်တော့မှကျွန်တော်တို့ကအစွမ်းကုန်သူ့ကိုပံ့ပိုးပေးနိုင်မှကျွန်တော်တို့လိုချင်တဲ့အနေအထားရမယ်ဆိုတဲ့ဟာကျွန်တော်လည်းပြန်ပြီးတော့သုံးသပ်မိတယ်တရားလည်းရတယ်ပေါ့ကျွန်တော်တို့ကမျှော်လင့်ချက်တွေသူ့မှာရမ်းထားတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကသူ့ကိုဘာလုပ်ပေးရမလဲဆိုတာကျွန်တော်တို့သိပြီးတော့မတွေးဘူးမစင်စားဘူးသူလုပ်ပေးမဲ့နိုင်ငံတော်သစ်ကိုပဲကျွန်တော်တို့ကမျှော်နေကြတယ်အဲ့တော့ကျွန်တော်တို့မပါဘဲနဲ့ကျွန်တော်တို့လိုချင်တဲ့နိုင်ငံတော်သစ်ကြီးဆိုတာဖြစ်နိုင်ပါမလားဒါကျွန်တော်တို့ရဲ့အခန်းကဏ္ဍမပါဘဲနဲ့ဒေါအောင်ဆန်းစုကြည်တယောက်တည်းနဲ့ကျွန်တော်တို့နိုင်ငံတော်သစ်ကြီးကိုသူဘယ်လိုတည်ဆောက်လို့ကျွန်တော်တို့ဘယ်အခန်းကဏ္ဍကပါကြမှာတော့ကျွန်တော်တို့တိုင်းပြည်ဟာအပြက်ကာလကတော်တော်ကြာပါပြီအပြက်ကာလဆိုတာဒါအလုံးသိတဲ့အတိုင်း1962ခုနှစ်ကနေစပြီးတော့ပြတ်သွားတာပေါ့အဲ့တော့အဲ့ဒီအပြက်ကာလဟာနှစ်ပေါင်း53နှစ်ရှိပြီအဲ့နှစ်ပေါင်း53နှစ်အတွင်းမှာကျွန်တော်တို့ကြာဆုံးသွားတာဘယ်ပေါင်းစုံကကြာဆုံးသွားတယ်ပညာရေးမှာကျွန်တော်တို့ကြာဆုံးသွားတယ်အများကြီးစီးပွားရေးအများကြီးကြာဆုံးတယ်ကျန်းမာရေးကြာဆုံးတယ်အဲ့တော့စီးပွားရေးကြာဆုံးသွားတာပတ်စံပြန်ရှာလို့မရဘူးလားရနိုင်တယ်စီးပွားရေးကြာဆုံးသွားတာပညာရေးအားနည်းသွားတယ်ဒါလည်းပဲကျွန်တော်တို့စူးစမ်းပြီးတော့နော်မြင့်တင်ပေးပေါ့ဗျာနော်ကျွန်တော်တို့ပညာကိုစူးစမ်းကြမယ်ရှာကြဖွေကြမယ်ဖတ်ကြမယ်ရနိုင်သေးတယ်ကျမ်းမာရေးလည်းပြန်ခရူးစိုက်ကြပေါ့ဗျာရနိုင်တယ်ဒါလို့ဒီထဲမှာအဆိုးရွားဆုံးကြဆုံးသွားတာဟာကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားပျက်စီးသွားတဲ့ကိစ္စဟာအဆိုးဆုံးပဲအဲ့ဒီကိစ္စကိုကျွန်တော်တို့ကဘယ်လိုပြန်ပြီးတော့လုပ်ယူရမလဲဘယ်လိုပြန်ပြီးတော့ကျွန်တော်တို့စိတ်ဓာတ်တွေဒိမ့်ကျသွားတာကိုမြင့်တင်ရမလဲအဲ့တော့ဒီလိုပြောရင်ကျွန်တော်လည်းမကောင်းဘူးလို့ပြောနေတယ်လို့ကျန်တဲ့လူတွေလည်းမကောင်းဘူးလို့ပြောနေတဲ့အဓိပ္ပာယ်ဖြစ်နေတယ်ဒါလိုစကားမျိုးဟာတကယ်တော့မပြောကောင်းဘူးပေါ့ဗျာတော်တော်ကိုညံ့တဲ့လူတွေတော်တော်ကိုစီးမရှိအကမရှိတဲ့လူတွေဒါလိုပြောရင်ဘယ်သူကြိုက်မလဲဗျာဘယ်သူမှမကြိုက်ကြဘူးဒါလို့တကယ်ဖြစ်နေတယ်တကယ်ဖြစ်နေတယ်ဘယ်လိုဖြစ်နေတော့ဥပမာကျွန်တော်ပြောမယ်ဗျာဟလာမကြသေးဘူးဖြစ်သွားတယ်နော်ကျွန်တော်တို့လမ်းပေါ်မှာမော်တော်ကားရပ်ထားတယ်6ထပ်မှန်နေတဲ့လူသူကားရပ်ထားတယ်တရုတ်တန်းမှာပထမရမှန်နေတဲ့လူကသူကားရောက်လာတဲ့အခါမှာခေါ်တယ်ဆင်းငယ်ရွှေ့ခိုင်းတယ်အဲ့တော့စကားများကြတယ်ဓာတ်နဲ့ထိုးလိုက်တယ်သေသွားရောမော်တော်ကားကိုနေရာရွှေ့ခိုင်းလို့စကားများပြီးတော့ဓာတ်နဲ့ထိုးတယ်လို့မြင်ကြတယ်တကယ်တော့အဲ့ဒီလိုမဟုတ်ဘူးတကယ်ဖြစ်တာကဒီလိုမော်တော်ကားရပ်ထားတဲ့အတွက်အပေါ်ကလူကိုခေါ်ပြီးရွှေ့ခိုင်းစရာအကြောင်းကိုမရှိပါဘူးကျွန်တော်တို့ရဲ့အသိကိုပြောတာလမ်းပေါ်မှာကားရပ်ထားတာဒါရွှေ့ခိုင်းစရာမရှိဘူးသူကသူတော်တဲ့နေရာတနေရာရပ်မရနိုင်လဲရတဲ့နေရာသာရပ်ဒီကားကိုဖယ်ခိုင်းစရာအကြောင်းကိုမရှိဘူးဒါပေမဲ့သူ့ရဲ့အမြင်ကဒီနေရာမှာသူ့ကားအမြဲတမ်းလိုရပ်ထားတယ်သူကပထမရမှနေတယ်ဟို6ထပ်မှနေတဲ့လူနဲ့ဆိုရင်သူ့မှာအခွင့်အရေးရှိတယ်လို့သူကဒီလိုထင်တယ်တာရကတစ်ခုပေါ့လမ်းပေါ်မှာဈေးရောက်တယ်အများကြီးပဲရန်ကုန်မြို့မှာဒါခင်ဗျားတို့လည်းသိပါတယ်ဗျာဗမာနိုင်ငံသားတွေပဲလမ်းဘေးပလက်ဖောင်းဆိုရင်ကျွန်တော်တို့လူကလမ်းလျှောက်လို့မရဘူးအောက်ဆင်းပြီးလျှောက်ရတယ်အောက်ဆင်းလျှောက်တော့လဲကျွန်တော်တို့မှာမော်တော်ကားအန်ဒီရတော်တော်ကိုကြောက်ရတယ်အဲ့တော့ပြည်သူတွေကတက်ဆွန့်ဆံဖျားကားလမ်းမပေါ်ဆင်းပြီးလမ်းလျှောက်နေတဲ့အချိန်မှာပလက်ဖောင်းပေါ်မှာဈေးတွေကလာပါယူပါဝယ်ပါလုပ်နေတယ်မတော်တဆတိုးမိထိမိသူတို့ပစ္စည်းနင်းမိရင်ဝိုင်းရိုက်မဲ့သဘောရှိတယ်အဲ့တော့ပလက်ဖောင်းဆိုတာဈေးရောက်ဖို့လားလူသွားဖို့လား
လူသွားဖို့ဈေးရောက်မှုမဟုတ်ဘူးအဲ့ဒါဖမ်းလို့ရတယ်အရေးယူလို့ရတယ်ဈေးရောက်မှုမဟုတ်ဘူးပစ္စည်းကိုတင်မထားရဘူးအခုခဲတော့သတိထားမိမှာပါဗျာနည်းနည်းလေးစကားအပြင်ထွက်သွားတယ်ပြောလိုက်ပါဦးမယ်အခုအိမ်ရှိမှာမော်တော်ကားနေရာဥဖို့အတွက်ပစ္စည်းတွေထားလို့ရလားဇဝဲတို့ကလထိုင်တို့ခုံတို့ဘာတို့ချထားတာမလုပ်ရဘူးတဲ့အခုဒီကနေ့ကစရေးယူမယ်အခုဒီတရက်နေ့ကစရေးယူဟိုဘက်က3လပညာပေးနော်ကားအတွက်နေရာဥတာမလုပ်ရဘူးပစ္စည်းတစ်ခုခုချရင်အေးယူမယ်ဒါပေမဲ့9သိန်းအထိရိုက်လို့ရတယ်ဟုတ်ပြီမော်တော်ကားအတွက်နေရာဥတဲ့ပစ္စည်းလေးတောင်ချလို့မရဘူးဆိုရင်စိုင်တရားထိုးပြီးတော့ရောင်းနေတယ်ရမလားအဲ့ဒါမပါသေးဘူးဈေးရောက်နေတဲ့လူကိုမပြောဘူးဟိုပစ္စည်းချတဲ့လူကိုပြောနေတယ်နော်အဲ့တော့ဈေးရောက်တဲ့လူကိုဖမ်းတယ်နော်လာမေးဈေးရောက်နေဆိုဖမ်းတယ်ဖမ်းတော့ဈေးတွေကဘာပြောသလဲ तू ကကောင်းချောင်းကောင်းဝယ်လုပ်နေတာတဲ့ကောင်းချောင်းကောင်းဝယ်လုပ်နေတာတမန်အာဇီဝပိုက်ဆံရှာပြီးတော့သာသမီကြောင်းထားတာတဲ့အဲ့ဒါကိုလမ်းမေးဈေးမရောက်ရဘူးဆိုတော့ဘာလို့စားရပါလဲဩဒီစကားနားထောင်ကြည့်လဲသူ့ကိုကျွန်တော်အပြစ်တင်ပြီးပြောတာမဟုတ်သူ့အမြင်ကအဲ့ဒီလိုရှိတယ်ဘာဖြစ်တော့ငါတို့ကပိုက်ဆံမရှိလို့လမ်းမေးမှာဈေးရောက်တာတမရတိုက်တာမှမဟုတ်တာလူတာမှမဟုတ်တာရက်တာမှမဟုတ်တာဘာဖြစ်လဲအဲ့ဒါဟုတ်ပြီဒါသူ့ဘက်ကအမြင်တကယ်တော့လမ်းမေးမှာဈေးရောက်လို့ရသလားအဲ့ဒီလမ်းမေးပလက်ဖောင်းဆိုတာလူသွားဖို့လှုပ်ထားတာဈေးရောက်ဖို့မဟုတ်ဘူးဈေးရောက်ဖို့ဆိုတာဈေးရှိတယ်ဈေးရောက်ရင်ဈေးထဲမှာပဲရောက်ရမယ်အဲ့တော့အတွေးအခေါ်ကအဲ့ဒီလိုလမ်းဘေးပလက်ဖောင်းဟာဈေးရောက်ဖို့လှုပ်ထားတာလို့သူကမြင်တယ်ဒီဘက်ကဥပဒေကမဟုတ်ဘူးလူသွားဖို့ပစ္စည်းတစ်ခုခုချတာနဲ့ဓာတ်လမ်းကိုပိတ်ဆို့တယ်လို့ခေါ်တယ်အရေးယူတယ်တရားစွဲဒဏ်ရိုက်လို့ရတယ်အမှန်တော့ဈေးရောက်တဲ့လူကအချိန်နဲ့အမျှဥပဒေကိုချိုးဖောက်နေတာအဲ့ဒါကို तू ကမသိဘူးသူ့ကိုဖမ်းဖို့လာတဲ့ရဲကြတော့အဲ့ဒါမတရားလုပ်တဲ့လူကောင်းကြောင်ကောင်းဝယ်လှုပ်ရှားတဲ့လူကိုဒုက္ခပေးဖို့လာဖမ်းတယ်ဒီလိုမြင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့အမြင်ဘယ်လိုဖြစ်နေပြီတော့ကျွန်တော်တို့ရဲ့ mindset ကအဲ့လိုဖြစ်သွားပြီဒါကိုကျွန်တော်တို့ကတော်တော်ပြန်ပြောင်းယူရမယ်ဝန်ထမ်းတွေယာရုတူတယ်ယာရုတူတဲ့အခါကျတော့ဥဖြူနဲ့ဥမဲပေါ့ဗျာဥမဲကတော်တော်ချမ်းသာတယ်တော်တော်ဥမဲသားသမီးတွေကတော့ကောင်းကောင်းစားကောင်းကောင်းနေနိုင်တာပေါ့ဥဖြူလည်းဒီယာရုပါပဲသူ့ကြတော့ဆင်းရဲတယ်မချမ်းသာဘူးအဲ့တော့ဥမဲသားဥဖြူသားသမီးကြတော့ဆင်းရဲချွတ်ချွတ်တဲ့ပေါ့ဗျာဒါပေမဲ့အဲ့ဒီအစိုးရဝန်ထမ်း2ယောက်ဟာယာရုတူရင်လစာတူရင်တို့ရဲ့လူနေမှုအဆင့်တန်းလည်းအတူတူဖြစ်ရမှာပေါ့ဒါလို့ဥမဲကချမ်းသာပြီးတော့ဥဖြူကဆင်းရဲနေတယ်အဲ့တော့ဘေးလူကဘယ်လိုဖတ်တော့ကြည်စမ်းဥဖြူလည်းဒီယာရုဥမဲလည်းဒီယာရုဥမဲကြတော့တောက်နိုင်စားနိုင်နေနိုင်ထိုင်နိုင်သုံးနိုင်ဖြုံးနိုင်တော်လိုက်တာယာရုချင်းတူတူဟိုမှာကြည်စမ်းမွဲတာတော်တော်ညံ့နေလူအမြင်ကိုကြည့်လက်စားပြီးတော့ချမ်းသာတဲ့လူကြတော့လူကောင်းလူတော်တဲ့လက်မစားလို့မွဲနေတဲ့လူကြတော့လူညာတဲ့ဒါလိုမြင်နေအဲ့ဒါကျွန်တော်တို့ရဲ့လက်ရှိအနေအထားဟိုရှေးတုန်းကဆိုတာလည်းသိရှေးဖို့ပေါ့ဘူးကျွန်တော်တို့ပါစာဖလာခေတ်ပါလီမန်ဒီမိုကရေစီခေတ်ပေါ့ဗျာအဲ့ဒီအချိန်လုံးကယောက်ျားအလုပ်လုပ်တဲ့ယောက်ျားကတစ်ခါတလေယူတာပေါ့ဗျာပိုက်ဆံလေးပါလေးပေးတာပေါ့နည်းနည်းပါးပါးကြိတ်ပြီးတော့သူ့ကိစ္စလေးအစင်ပြောင်းလုပ်ပေးလိုက်တဲ့အခါပေးရတယ်အဲ့ဒီလိုက်ရတဲ့ပိုက်ဆံကိုအိမ်မှာမပေးရဘူးဒီစကားကိုကျွန်တော်ပြောတာခရိုင်ဝန်နော်အခုအသက်80ကျော်ပြီမသေးသေးဘူးရှိတယ်ပြောပြတာသူအရာရှိငယ်ဘဝကမြုပ်အုပ်ဘဝလောက်ကရတယ်ဗျာတဲ့အဲ့ဒီပေးတဲ့ထဲမှာငပြောသည်အုံသည်စံတို့ပိုက်ဆံပါတယ်တဲ့ပိုက်ဆံထည့်ပေးတယ်ပိုက်ဆံပါရင်ဘာလုပ်ရလဲအဲ့ဒီပိုက်ဆံအားလုံးကိုသူကဖယ်ထားရတယ်မိမကိုလုံးဝပေးမသိဘူးမိမမသိရဘာဖြစ်လို့လဲမိမကိုပေးမသိဘာဖြစ်လို့တော့ကျွန်တော်မေးတယ်ဝင်မင်းလို့ကျွန်တော်ဝင်မင်းခေါ်တယ်ဝင်မင်းဘာဖြစ်လို့တော့အာမဟုတ်ဘူးဗျာလေကျွန်တော်တို့ပေးလိုက်လို့ရှင်ကျွန်တော်ကလက်ကတော့အကုန်အပ်တယ်အဲ့ဒီဟာတော့မပေးဘူးခြားနီးနဲ့ရတဲ့ပတ်စံတော့မပေးဘူးဘာဖြစ်လို့မပေးတာတော့ကျွန်တော်ဒီဟာကိုပေးလိုက်ရင်ကျွန်တော်လက်စားထားတာကိုကျွန်တော်မိမသိသွားရင်ကျွန်တော်မိမကျွန်တော်ဘယ်အထင်ကြီးတော့မလဲဗျာမိမတယ်မဟုတ်သားသမီးသာသိသွားရင်ကျွန်တော်သားသမီးမျက်နှာကျွန်တော်ဘယ်လိုကြည့်ရမှာလဲဗျာယောက်ျားသူအကြောင်းတစ်ခုခုနဲ့ရတဲ့လက်ငွေလေး
မိမကိုထုတ်မပေးဘူးအတိတ်ကိုမခံရဘူးအတိတ်ပဲကဒါရှက်เสียအလွန်ကောင်းတဲ့ကိစ္စလို့သူကဒီလိုနားလည်ထားတာဟုတ်ဒါပေမဲ့ဒီကနေ့အဲ့ဒီလိုမဟုတ်ဘူးသူကမိမလည်းသိတာသမီလည်းသိဒါပြဿနာမရှိဘူးအဲ့တော့အဲ့ဒီရှက်เสียဆိုတဲ့ကိစ္စကိုဒီဘက်ကဦးမဲနဲ့ဟိုဘက်ကဦးဖြူမိသားစုထဲမှာကြည့်အောင်ဦးမဲကလက်စားတယ်ချမ်းသာတယ်ဦးမဲသားသမီးကဦးမဲသူ့အဖေကိုအထင်ကြီးတယ်ဟိုဘက်ကသားချင်းကလည်းတငယ်ချင်းဟိုဘက်ကသူ့တငယ်ချင်းအဖေကြတော့ဥဖြူကြတော့ဟာစင်းစင်းရဲရဲနဲ့လုတ်တောင်းပေါ့ဗျာနော်အထင်သေးတဲ့အကြည့်ကြည့်မယ်ကလေးဘက်ကကြည့်ဒီဘက်ကသူ့အဖေလူဆိုးကြတော့ဒီကလေးကလူကောင်းထင်တယ်ဟိုဘက်ကလူကောင်းကြတော့လူဆိုးထင်တယ်ဒီဘက်ကဥဖြူရဲ့သားကသူ့အဖေလူညံ့ထင်တယ်ဟိုဘက်ကလူဆိုးကိုလူကောင်းသွားထင်တယ်ပြက်ပုံပြက်နီ mindset ကအပြင်းများလာပြက်သွားအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဒီကနေ့အနေအထားကအဲ့ဒီလိုကျွန်တော်တို့ရဲ့ mindset ပြက်သွားတာပေါ့နော်အမှားကြာအမှန်ဖြစ်ဆိုတဲ့စကားပုံလို့ဒီစကားပုံတကယ်တော့မမှန်ဘူးလို့တော့ဒါလည်းထွင်ထားတဲ့စကားပုံလူတွေရဲ့ mindset ကတော်တော်လေးပြက်နေပြီအဲ့တော့ဒီလိုအခြေအနေမျိုးမှာအခုကျွန်တော်တို့ရဲ့အနေအထားအပြောင်းလဲတစ်ခုတွားတော့မယ်အဲ့တော့ဒီအပြောင်းလဲကိုတွားမယ်ဆိုရင်ကျွန်တော်တို့ပကြီးကားလှလှတစ်ချက်ဖြစ်ဖို့အတွက်ကျွန်တော်တို့လှုပ်ရှားတွေအများကြီးရှိလိမ့်မယ်ကျွန်တော်တို့မှာနောက်ကနေဒေါ်ဆန်းစုကြည်ကိုဖြည့်ဆည်းဖို့ပံ့ပိုးဖို့အတွက်ကိုအားလုံးကဏ္ဍတိုင်းမှာလူတဦးချင်းတိုင်းမှာကိုတာဝန်ကိုစီရှိကြလိမ့်မယ်ကျွန်တော်ကတော့ဟိုဘာလုပ်ဖို့ခင်ဗျားတို့မှာတာဝန်ရှိတယ်ဆိုတော့ဒီလိုဆရာလုပ်တဲ့ဟာမျိုးကိုမပြောလိုပါဘူးမပြောလဲမပြောနိုင်ပါဘူးသို့တော့စဉ်းစားစရာအနေနဲ့ပဲကျွန်တော်ကပြောချင်တာပါကျွန်တော်တို့လိုချင်တဲ့လောကနိဗ္ဗာန်ဖြစ်ဖို့ကျွန်တော်တို့လိုချင်တဲ့အနေအထားကိုတိဆောက်ဖို့ကျွန်တော်တို့မှာရင်ဆိုင်စရာတွေအများကြီးရှိတယ်နှစ်ခုရှိတယ်တစ်ခုကအခုကျွန်တော်ပြောနေတဲ့ကျွန်တော်တို့ဘက်ကဘယ်လိုပြုပြင်ပြောင်းလဲမလို့အပြောင်းလဲကိုလိုချင်ကိုလည်းပဲကိုလည်းပြောင်းရမယ်ကိုလူအဖွဲ့အစည်းကိုလည်းပြောင်းရမယ်ကျွန်တော်တို့အတွေးခေါ်ယူဆလည်းပြောင်းရမယ်အပြောင်းလဲကိုလိုချင်ပါတယ်လို့ပြောပြီးကိုမပြောင်းလဲရင်တော့ဒီအပြောင်းလဲဖြစ်လာမှာမဟုတ်ဘူးနောက်တစ်ခုရှိတယ်နံပါတ်1အချက်စန့်ကျင်ဘက်အဲ့ဒီအပြောင်းလဲကိုမလိုလားတဲ့လူကအပြောင်းလဲမဖြစ်အောင်ရည်ရွယ်ချက်ရှိနဲ့ဖြတ်စည်းနေတယ်တိုက်ဖြတ်နေတယ်ပြဿနာတွေဖန်တီးနေတယ်ဒါကိုလည်းကျွန်တော်တို့ကတစ်ချက်ကြည့်ရမယ်ဘာသာရေးပြဿနာလှည့်တယ်တော်တော်လေးကိုစူးစမ်းတယ်ပေါ့ဗျာ2012ခုနှစ်တည်းကဒါပေမဲ့ဒီဟာတိတ်မအောင်မြင်ဘူးဘာကြောင့်နှုံးဆိုတော့ဒါလည်းကျွန်တော်တို့ဗမာပြည်သူလူထုရဲ့ပါဏတ်မှုအကင်းပါမှုပေါ့ဗျာအဲဒါကြောင့်ဒီထဲကိုမဝင်ဘူးဒီထောင်ချောက်ထဲကိုမဝင်ဘူးအမျိုးမျိုးလုပ်တယ်ကဲအခု currently အခုလက်တလောကတ်နေတဲ့ဟာလေးပဲနှစ်ခုเนาะကျွန်တော်ပြောပြချင်ပါတယ်ပထမတစ်ခုကဒေါအောင်ဆန်းစုကြည်သမရဖြစ်ရေးပြဿနာဒါဒီကနေ့ကျွန်တော်တို့ဗမာနိုင်ငံရေးလောကမှာ hot issue ပေါ့နော်တိတ်ပြီးတော့မှ famous issue ဖြစ်နေပါတယ်တိတ်ပြီးတော့အရေးကြီးတယ်နိုင်ငံတကာကလည်းဒေါအောင်ဆန်းစုကြည်သမရဖြစ်မလားဆိုတဲ့မေးခွန်းရှိနေတယ်အဲ့တော့ဒေါအောင်ဆန်းစုကြည်ကလည်းရှင်းတယ်သမရမဖြစ်ရင်မလုပ်မလဲတော့သမရရဲ့အထက်မှာသူနေမယ်လို့ပြောလိုက်တယ်ရိုးရှင်းတဲ့တယ်ပဲလေဘာလို့သူကခေါင်းဆောင်ပဲသူ့ကိုပြည်သူလူထုကရွေးထားတာပဲတော့ဒါကြောင့်မလို့သမရဟာသူသဘောကျတဲ့လူပဲဖြစ်မှာပဲအဲ့တော့သူကသမရရဲ့အထက်မှာရှိနေမှာပဲနော်အဲ့ဒီလိုမဖြစ်ချင်ဘူးဆိုရင်လည်းဖွဲ့စည်းပုံခြေဥပဒေပြင်ပေးပေါ့ဗျာအဲ့တော့ဖွဲ့စည်းပုံခြေဥပဒေကိုပြင်ဖို့ကျွန်တော်တို့စူးစမ်းခဲ့ပြီးပြီပါတီအနေနဲ့တော်တော်ကိုစူးစမ်းတယ်88ပွင့်လင်းနဲ့ပေါင်းပြီးတော့လည်းကျွန်တော်တို့ signature campaign ဆိုပြီးတော့လူ9သန်းကျော်ကျွန်တော်တို့လက်မှတ်ယူခဲ့တယ်ကဘာမှာလူ9သန်းကျော်ပြောင်းကျွန်တော်အဖေနာမည်ဘယ်သူကျွန်တော်မှတ်ပုံတဲ့နံပါတ်ကဘယ်သူခင်ဗျားတို့မကြိုက်ဘူးလို့ပြောတာဗမာပြည်ပဲရှိတယ်အဲ့ဒီလောက်ပြောင်းကြလက်မှတ်ထိုးပြီးတော့ဒီဖွဲ့စည်းပုံမကြိုက်ဘူးပြင်ပေးပါလို့တောင်းဆိုခဲ့တာကိုလုံးဝမျက်ကွယ်ပြုတ်ပြီးတော့ပြီးခဲ့တဲ့မေလမှာပြီးခဲ့တဲ့2015မေလမှာကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရှုံးသွားတယ်အထူးသဖြင့်ခုနတစ်ခုပေါ့ဗျာဒေါအောင်ဆန်းစုကြည်အမရဖြစ်ရေး59စလုံးပြုပြင်ရေးဆိုတဲ့ကိစ္စမအောင်မြင်ဘူးเนาะကျွန်တော်တို့ကြာဆုံးသွားပြီအဲ့တော့ဟုတ်ပြီဒါကတို့ဘက်ကဆုံးဖြတ်လိုက်တာတို့တော့ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကတော့ရှင်းတယ်ဒေါအောင်ဆန်းစုကြည်ပဲအနာဂတ်ဗမာနိုင်ငံကိုဥဆောင်ရမယ်ပုံစံတစ်ခုနဲ့ကျွန်တော်တို့ပြပြီးသွားပြီလူတော်တော်များများရွေးကောက်ပွဲကိုပဲမြင်လိုက်တယ်တေးသေးချာချာကြည့်ရင်ကျွန်တော်တို့ဟာဗမာတွေစန္ဒထုတ်ဖော်လိုက်တာ2ကြိမ်ထုတ်ဖော်လိုက်ပါတယ်ရွေးကောက်ပွဲမတိုင်မီတလျှောက်လုံးတိုင်းပြည်လုံးအနီရောင်နေဝစ်ပြီးတော့လမ်းပေါ်ထွက်တာဟာအဲ့ဒါအတိအလဲခင်ဗျားတို့ကိုမကြိုက်ဘူးဒေါ်စုကိုကြိုက်တယ်အဲ့ဒါဗျောင်စန္ဒမဲပေးတာပါအဲ့ဒါခင်ဗျားတို့ကအဆွဲကောင်းလို့ဟိုစာရေးဆရာတွေဟိုတချင်းဆိုတဲ့
အစိုးရတွေကြောင့်အမှုပညာရှင်တွေကြောင့်လူတွေကပါလာတာပါလို့ပြောရင်လေဒုတိယအကြိမ်ကျတော့ဘာပြောမလို့ကျွန်တော်တို့10 ရက်နေ့နိုဝင်ဘာ10 ရက်နေ့ရွေးကောက်ပွဲရှုပ်ဝက်မဲပေးတာပဲနောက်ဆုံးအဲ့ဒါရည်လိုက်တော့လည်းပဲဒီအတိုင်းပဲအဖေကတထထဲပဲပြောင်းလဲပဲကျွန်တော်တို့ပြောပြီးပြီရှုပ်ဝက်တဲ့နည်းနဲ့လည်းပြောပြီးပြီခင်ဗျားတို့ကိုမကြိုက်ဘူးသူ့ပဲကြိုက်တယ်သူဥဆောင်တာပဲကြိုက်တယ်ဒေါအောင်ဆန်းစုကြည်ပဲခေါင်းဆောင်တာလိုလားတယ်လို့ကျွန်တော်တို့ဘက်ကဆန္ဒပေးပြီးသွားပြီအတိအလင်းတစ်ခါပြီးတော့ရှုပ်ဝက်တဲ့နည်းနဲ့တစ်ခါနှစ်ခါပေးပြီးပြီဒါဆိုရင်ဒါကိုလိုက်လျော်အောင်ဆန်းစုကြည်သမရဖြစ်ရေးလမ်းဖွင့်ပေးလိုက်ရင်မပေးဘူးလားဘာများအခက်အခဲရှိနေလို့တော့အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေအရမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့59စလုံးမှာဒီလိုပါတယ်ပေါ့ဗျာသူသားဟာနိုင်ငံခြားသားဖြစ်နေတယ်ဒီအကြောင်းကြောင့်အဲ့ဒါဆိုရင်59စလုံးပြင်ပေါ့မပြင်နိုင်ဘူးတဲ့59စလုံးဒါတိုင်းပြည်အတွက်အရေးကြီးတယ်တိတ်အရေးကြီးတယ်ဒါရည်ရွယ်ချက်ရှိနဲ့ကိုရေးထားတာအဲ့ဒီလိုမျိုးမထည့်ရင်နောက်တစ်ချိန်ဒီတိုင်းပြည်ကိုကလားတွေတရုတ်တွေအုပ်ချုပ်သွားလိမ့်မယ်တဲ့ဒါကြောင့်မို့လို့မပြင်နိုင်ဘူးတဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒီလောက်စေတနာကောင်းတဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေမပြင်ရင်လေဒေါအောင်ဆန်းစုကြည်သမရဖြစ်ဖို့တော့နီလန်းနေရှိပါတယ်ကျွန်တော်တို့ကတင်ပြတယ်ဥပဒေပညာရှင်အနေနဲ့တင်ပြတယ်ပေါ့ဗျာအင်္ဂလိပ်လိုတော့ informal way လို့ခေါ်တာပေါ့ဗျာ formal way သူတို့သတ်မှတ်ထားတဲ့ပုံစံတိုင်းပြင်လို့မရရင်သူတို့သတ်မှတ်ထားခြင်းမရှိတဲ့တခြားနည်းတွေနဲ့ပြင်လို့ရပါသေးတယ်ဥပဒေနဲ့မဆန့်ကျင်ပါဘူးဒါလည်းပဲเนาะအဲ့တော့ကျွန်တော်တို့ကပြောတယ်ဒါဆိုရင်လည်းဗျာ59စလုံးကို temporary stay လုပ်ထားလိုက်ပါလား temporary stay ယာယီဆိုင်းရလိုက်တာပေါ့သဘောတော့အခုက59စလုံးရှိလို့ဒေါ်စုသမရမဖြစ်တာအဲ့တော့59စလုံးကိုခဏလေးဆိုင်းလိုက်လို့ရှိရင်ဆိုင်းလိုက်ပြီဆိုမရှိတော့ဘူးပေါ့မရှိဘူးဆိုသူသမရဖြစ်သွားတာပေါ့လွယ်လွယ်လေးပဲဆိုင်းလိုက်ရအောင်ဘယ်လိုတုံ့ပြန်တယ်လို့ဆိုကျွန်တော် interview တွေလုပ်တယ်ပေါ့ဗျာရေးတဲ့ interview တွေလည်းပါတယ် video TV တို့ဘာတို့ဟို broadcasting BBC VOA ရလည်းလာတယ်ပေါ့ဗျာဘယ်လိုတုံ့ပြန်တယ်လို့ဆိုတော့အဲ့ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေကိုတဲ့ပုံမှန်တစ်ခုဆိုင်းငံ့ထားလို့ရတယ်လို့ဥပဒေမှာမရှိပဲတဲ့ကျွန်တော်ကဥပဒေမရှိတာဥပဒေမှာမပါတာကိုကျွန်တော်ကပြောတယ်ပေါ့ကျွန်တော် fight လုပ်တယ်အဲ့ဒါလက်ရှိလွတ်တော်အမှတ်ကလည်းပြောတယ်မကြသေးဘူးမှကြာနေမှတောင်ပါလာလို့ကျွန်တော်တော်တော်စိတ်မကောင်းဘူးကျွန်တော်ညီလေးပါပဲဥပဒေမှာမပါပဲတဲ့အဲ့ဒါဘယ်လိုလုပ်လို့ရမလဲကျွန်တော်မေးတယ်နော်လွယ်လွယ်လေးပဲစဉ်းစားပုံစဉ်းစားနည်းပဲအဲ့ဒီလိုယာယီဆိုင်းငံ့ခြင်းမပြုတ်လို့ရဘူးလို့ပါလားမပါဘူးအဲ့ဒါကြည့်ပုံကြည့်နည်းပဲသူကပါသလားရှာတယ်ကျွန်တော်ကမပါဘူးလားကြည့်တယ်ဟဲ့မပါဘူးမပါရင်လို့တားမထားရင်လို့ပေါ့တားထားရင်တော့မလုပ်နဲ့ပေါ့မဆိုင်ငံ့ရဘူးလို့ပါရင်တော့မဆိုင်ငံ့နဲ့ပေါ့အခုကမဆိုင်ငံ့ရဘူးလို့ပါမပါတာဒါရင်လိုအပ်ရင်ဆိုင်ငံ့ပါပေါ့အဲ့တော့ခင်ဗျားရှင်းနေစကားတတ်တယ်လူလဲကြပြီးစကားပြောတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ပြောတယ်မဟုတ်ဘူးတကယ်တာရကရှိတယ်ဒီလိုကျွန်တော်တို့တကယ်ကြုံခဲ့ဘူးတယ်တစ်ထပ်ထဲနှီးပါကြုံခဲ့ဘူးတယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့ထဲလဲပါပါတယ်1958ပါစာဖလာနှစ်ချမ်းကွဲတော့1959ခုနှစ်မှာကျွန်တော်တို့ပြဿနာတစ်ခုဖြစ်တယ်အဲ့ဒါဘာလို့ဆိုတော့အာနာသိမ့်တော့မယ်ဗျာပါစာဖလာနှစ်ချမ်းကွဲတဲ့အခါကျတော့ကျွန်တော်ဘယ်လောက်ထိပြောရမလဲ4:15အထိဟုတ်လားဟုတ်တယ်နော်4:15အထိနော်โอเคဟုတ်ပြီနော်ကျွန်တော်ညီကုန်းချိုးအောင်မယ်အဲ့ဒါဆိုဟုတ်ပြီပါစာဖလာနှစ်ချမ်းကွဲတော့ဒါကတော့ဘုသူတပြစ်ပေါ့ဗျာနော်စစ်တပ်ကအာဏာသိမ်းတော့မယ်အဲ့တော့ကဝန်ကြီးချုပ်ကဦးနုအိမ်ကိုသွားပြောတယ်ဦးအောင်ကြီးရယ်ဗိုလ်ချုပ်မောင်မောင်ရယ်ဗိုလ်ချုပ်တင်ဖေးသွားပြောတော့ပထမတော့ဦးနုကစစ်တပ်ကလူတွေလောက်တာပေါ့ဦးနေဝဲမသိဘူးထင်လို့မေးသေးတယ်မဟုတ်ဦးနေဝဲလွတ်လိုက်တာပါပြောတော့သူကသဘောပေါက်သွားတယ်နော်အာဏာသိမ်းတော့မယ်လို့သူပြောတာအဲ့ဒီမှာဦးနုကသူကတော့နိုင်ငံရေးသမားဆိုတော့အကင်းပါတယ်မင်းတို့မသိမ့်နဲ့ဟဲ့လားစစ်တပ်နာမည်ပြတ်သွားလိမ့်မယ်ငါလွှဲပေးမယ်လို့သူကပြောလိုက်တယ်ပြောလိုက်တော့အာဏာဆိုလဲကောင်းတာပေါ့အဲ့တော့အခြေအနေအရအာဏာမလွှဲပေးရင်အာဏာအသိမ်းခံရတော့မယ်အဲ့တော့အာဏာသိမ်းရင်အခြေအနေဆိုးသွားမယ်အဲ့ဒါကြောင့်ဦးနုကအာဏာလွှဲပေးမယ်လို့ပြောလိုက်ပေမယ်လို့တကယ်တော့အဲ့ဒါလုပ်လို့မရဘူးလုပ်လို့မရဘူးဘာပြောလို့တုံးဆိုတော့အဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်116ဝင်ကြီးချုပ်ဟာအမတ်ဖြစ်ရရွေးကောက်တင်မြှောက်ခံရတဲ့အမတ်သာဝင်ကြီးချုပ်လုပ်လို့ရတယ်
ဦးနေဝင်းဟာကာကွယ်ရေးဦးစီးချုပ်သူကအမတ်မဟုတ်ဘူးအမတ်မဟုတ်တော့သူဝင်ကြီးချုပ်လို့မရဘူးဒီဘက်ကလည်းလွှဲပေးမယ်ကပြောပြီးသွားပြီလွှဲကိုပေးရတော့မယ်အဲ့ဒါအခြေအနေရနော်တိုင်းပြည်ရဲ့လိုအပ်ချက်အရအာဏာလွှဲပေးရတော့မယ်ဝင်ကြီးချုပ်ခန့်ရတော့မယ်ဥပဒေကသူ့ကိုခန့်လို့မရဘူးပြဋ္ဌာန်းချက်က constitutional crisis လို့ခေါ်တယ်လုတ်ချင်တယ်ဒီကဥပဒေကတားထားတဲ့အတွက်လုတ်မရဘူးကဲအဲ့ဒီလိုဆိုရင်စဉ်းစားလိုက်တယ်ဟုတ်ပြီ116ကြောင့်ဦးနေဝင်းကိုဝင်ကြီးချုပ်ခန့်လို့မရရင်လွယ်လေးလေ116ကိုပြန်လိုက်ပေါ့လွတ်တော်အမတ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပါလီမန်ကရွေးရင်ဝင်ကြီးချုပ်လို့ပြင်းဆိုတော့ဟာအပြောကိုမခံဘူးအဲ့ဒါမျိုးမရဘူးမပြင်းနိုင်ဘူးတဲ့အဲ့တော့မပြင်းတဲ့ဘက်ကလည်းမှန်တယ်ဟဲ့လားအရွေးတော်မခံတဲ့လူကဘယ်လိုလုပ်ဝင်ကြီးချုပ်လို့ရမလဲအရွေးခံရမှအဲ့ဒီအရွေးခံရတဲ့လူတွေတဲကမှကြံတဲ့လူကတယောက်ကိုရွေးမှအရွေးခံရတဲ့လူဝင်ကြီးချုပ်ဖြစ်တာအမှန်ဆုံးပေါ့မဟုတ်လို့ရှိရင်ဘာရွေးကောက်ပွဲဝင်စရာလိုနေသတော့ထိုင်နေုံပဲလေဟေးမင်းတို့နိုင်ငံဝင်ကြီးချုပ်ခန့်လိုက်ပြောလို့ရတာပေါ့အဲ့တော့မပြင်းနိုင်ဘူးတဲ့သူတို့ဘက်ကလည်းလွတ်တော်အမတ်တွေကကဲဒါလို့ဆိုရင်ဖွဲ့စည်းပုံခြေဥပဒေ136ကိုမပြင်းရင်ဦးနေဝင်းကိုအာဏာလွှဲလို့မရဘူးဦးနေဝင်းကလည်းအာဏာမလွှဲလို့ကလည်းမရဘူးဘယ်လိုလုပ်မလို့အဲ့တော့1959ဖေဖော်ဝါရီလ26ရက်နေ့မှာပြင်ဆင်ချက်ဥပဒေအသစ်တစ်ခုထုတ်လိုက်တယ်ပုံမှန်116ကိုနောက်ရွေးကောက်ပွဲမလာမချင်းယာယီဆိုင်းငံ့လိုက်တယ်ဥပဒေတစ်ခုပြဋ္ဌာန်းလိုက်တယ်ဆိုတော့လမ်းပွင့်သွားတယ်ဦးနေဝင်းဝင်ကြီးချုပ်ဖြစ်သွားတယ်ပြီးတော့နောက်1960ရွေးကောက်ပွဲပြီးတော့မှဦးနုပြန်ပြီးတော့အရွေးခံရတဲ့လူတက်လာတယ်အဲ့ဒီအချိန်မှာဒီပြဋ္ဌာန်းချက်ကပြတ်သွားတယ်ပြီးသွားရောအဲ့တော့လှုပ်လို့ရတာပဲအဲ့တော့ stay လှုပ်လိုက်တာပဲလေအဲ့တော့သဘောကလှုပ်ချင်တဲ့စိတ်စေတနာနဲ့လှုပ်ရမယ့်ဘက်ကစဉ်းစားရင်လှုပ်လို့ရတယ်မလှုပ်ချင်ခုနလိုအမျိုးမျိုးရှောက်ပြောပြီးတော့ညင်းမယ်ဆိုရင်တော့ဒါအလုံးမဖြစ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တဲ့ဟာနည်းနည်းလေးဘေးထွက်သွားမှာဆိုလို့အခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့အနေအထားကအနာဂတ်ခေါင်းဆောင်ကိုအနာဂတ်တိုင်းပြည်ကိုတောင်းဆန်းစုကြည်ဥဆောင်ပြီးတော့မှတကယ်ပုံဖော်ခြင်းနဲ့လှပတဲ့ပကြီးကားရေးခြင်းနဲ့အမှန်တန်လှပတဲ့ဗဘူးလေးထွတ်စစ်ခြင်းနဲ့သို့တော့အခြေအနေကအဲ့ဒီလောက်ကောင်းတဲ့အနေအထားမဟုတ်ဘူးဆန့်ကျင်နေတဲ့အုပ်စုတွေရှိသေးတယ်အခုတိတဲ့ကပ်ပြီးတော့နည်းနည်းနီးနီးဆက်ဆက်ဆိုရင်ရွေးကောက်ပွဲပြီးသွားပြီအပြတ်အသတ်ရှုံးသွားပြီအဲ့ဒါတောင်မှအမျိုးသားလွှတ်တော်မှာဥပဒေကြမ်းတစ်ခုတင်တယ်နော်လွန်ခဲ့တဲ့21ရက်နေ့ကဥပဒေကြမ်းတစ်ခုဝေးတယ်ဗါတယ်တော့ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဥပဒေတဲ့ကာလုံကိုအာဏာတွေပေးတဲ့ဥပဒေကာလုံဆိုတာသမရရဲ့အထက်မှာနေဖို့ဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့အဲ့တော့အဲ့ဒီကာလုံဥပဒေအကြမ်းမှာဘာပါသလဲဆိုတော့လူက17ယောက်နဲ့ဖွဲ့ထားတယ်17ယောက်ထဲမှာမူလာတွေက9ယောက်ကဒီဘက်ကအယက်သားပေါ့ဗျာသမရရဲ့ဒုတိယသမရပြီးတော့နိုင်ငံသားရေးဝန်ကြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ9ယောက်ရှိတယ်တစ်ဖက်မှာ6ယောက်ရှိတယ်အဲ့ဒါကာကွယ်ရေးဦးစီးချုပ်ပြီးရင်သူ့လက်အောက်ကသူခန့်ထားတဲ့သူ့တစ်ဖက်ပေါ့သူခန့်ထားတာတော့သူ့တစ်ဖက်ဒုတိယကာကွယ်ရေးဦးစီးချုပ်ပြီးတော့သူခန့်ထားတဲ့ကာကွယ်ရေးဝန်ကြီးပြီးတော့သူခန့်ထားတဲ့သူ့တစ်ဖက်ပြည်ထောင်ရေးဝန်ကြီးပြီးတော့သူခန့်ထားတဲ့သူ့တစ်ဖက်နေစာရေးဝန်ကြီးပြီးတော့သူကိုယ်တိုင်ရွေးထားတဲ့ဒုတိယသမ္မတအလုံးပေါင်း6ယောက်ရှိတယ်အဲ့တော့သူနဲ့သူ့အပေါင်းမှာ9ယောက်ဆိုသူတို့ဘက်က6ယောက်ရှိတယ်ဒီဘက်မှာသမ္မတဘက်က9ယောက်ရှိတယ်အခုဥပဒေမှာဗာရေးထားလဲသေးလားအစည်းအဝေးထိုင်ရင်သမ္မတကသဘာပတိလောက်ရမယ်တဲ့မဲမပေးရဘူးတဲ့ကျန်တဲ့10ယောက်မှာ9ယောက်စီတိုင်ဖြစ်နေတော့မှသမ္မတကမဲပေးရမယ်အဲ့တော့ကျန်တဲ့10ယောက်မှာတကယ်တော့သူတို့ဘက်က6ယောက်ကိုယ့်ဘက်က4ယောက်ဘယ်တော့မှတိုင်ဖြစ်เสียမရှိဘူးအဲ့ဒီလိုဥပဒေမျိုးပြဋ္ဌာန်းပြီးတော့သမ္မတကိုထိန်းချုပ်ဖို့ကြိုးစားတဲ့ဥပဒေတစ်ခုတက်လာတယ်ဒါလည်းပဲကျွန်တော်တို့တော့ fight လုပ်နေပါတယ်နောက်လျှောက်ကျွန်တော်တို့တော့အတန်းအော်နေပြီခုတည်းကကျွန်တော်အတန်းတွေကတော်တော်ထွက်နေပြီဒီလိုလုပ်လို့မရဘူးသမ္မတဟာတိုင်းပြည်ရဲ့အကြီးအကဲအစိုးရအဖွဲ့ရဲ့အကြီးအကဲသမ္မတရဲ့အထက်မှာအဖွဲ့တစ်ဖွဲ့ကသမ္မတကိုအမိန့်ပေးလို့ဆိုတာမရဘူးအရှိန်ဩဇာနဲ့ပြောခြင်းပြောဒီလိုဥပဒေကိုကင်ပြီးတော့သမ္မတငါခိုင်းတာမင်းလုပ်ရမယ်လို့တော့ပြောလို့မရဘူးအဲ့ဒီလိုလုပ်ရင်အဲ့ဒီဥပဒေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမညီပါဘူးဆိုပြီးတော့ကျွန်တော်တို့က fight လုပ်နေတယ်အဲ့တော့ပြောချင်တာလက်ရှိကျွန်တော်တို့တိုင်းပြည်ရဲ့လက်ရှိဒီကနေ့ကျွန်တော်ပြောနေတဲ့အချိန်မှာဖြစ်နေတဲ့အနေအထားလေးဟာသိမကြတော့ဘူးဇန်နဝါရီ30ရက်နေ့ဆိုရင်လက်ရှိလွှတ်တော်သက်တမ်းကုန်ပြီ31ရက်နေ့မှာကျွန်တော်တို့လွှတ်တော်အသစ်စတော့မယ်သမ္မတရဲ့သက်တမ်းကလည်းဖေဖော်ဝါရီ4ရက်မှာကုန်ပြီနောက်သမ္မတအစိုးရအဖွဲ့မထိတော့သူကယာယီအဖြစ်တစ်လလောက်လုပ်လို့ရမယ်
ပြီးအစိုးရအဖွဲ့လည်းအပြောင်းလဲကျွန်တော်တို့ဖြစ်မယ်အဲ့တော့ဒီလိုအနေအထားမျိုးတစ်ခုမှာကျွန်တော်တို့ဘာလုပ်ကြမလဲအလားပါဆုံးပကြီးကားလေးဖြစ်ဖို့ကျွန်တော်တို့မျှော်မှန်းတဲ့လောကနိဗ္ဗာန်ဆိုတဲ့မနตาရတဲ့လူပေါင်းဘဝတစ်ခုဖြစ်ဖို့အတွက်ဒီနေ့ဒီအချိန်မှာတော်တော်များများလည်းပြောကြပါတယ်နော်အကင်ပါကြဖို့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့နေကြဖို့အဖျက်အမောက်တွေများနေတဲ့အတွက်ဒီနောက်ကိုပါမသွားကြဖို့စသဖြင့်ပေါ့ဗျာလူကြီးတွေအမျိုးမျိုးသတိပေးနေကြပါတယ်အဲ့တော့ဒါတွေအားလုံးကလည်းကျွန်တော်တို့ကနာခံရမှာပါပဲအဲ့တော့ကျွန်တော်အနေနဲ့ဒီကုန်းလေးချုပ်ပါမယ်ဗျာနော်ကျွန်တော်တိတ်ပြောနေဆုံးမဟုတ်တော့ဘူးအဲ့တော့ဒီလိုလောက်အောင်ကျွန်တော်ရဲ့ခေါင်းစဉ်လေးကိုပြန်ပြီးတော့ကျွန်တော်ကောက်ပြီးတော့မှအနာဂတ်ဗမာနိုင်ငံတော်ရဲ့ပုံကိုထွတ်စစ်ဖို့အတွက်ဒေါအောင်ဆန်းစုကြည်ကိုတာဝန်ပေးလိုက်ပြီးဘယ်သူတွေကပေးတာတော့ကျွန်တော်တို့ခင်ဗျားတို့ပြည်သူလူထုကနေရွေးကောက်ပွဲကနေတစ်ဆင့်တာဝန်ပေးလိုက်ပြီဟုတ်ပြီအခုကျွန်တော်တို့တာဝန်ပဲပေးထားတာကျွန်တော်လိုချင်တဲ့စီမရောက်သေးဘူးမျိုးများကျွန်တော်တခုလောက်တော့ပြောပြရတယ်အဲ့တော့ကျွန်တော်တို့လိုချင်တာဘာလဲဆိုတဲ့ကျွန်တော်ပြောနေတဲ့ဟဲ့လားမနတာယာလပ်ပါတဲ့လောကနိဗ္ဗာန်ဆိုတဲ့နိုင်ငံဆိုကျွန်တော်အခုသတိရလိုက်တယ်ဖြတ်ကနေကျွန်တော်ခေါင်းထဲမှာကျွန်တော်တို့2013ခုနှစ်က10နှစ်လောက်တော့ရတယ်စူးစမ်း2013ခုနှစ်မှာကျွန်တော်တို့အမေရိကန်ကိုသွားတယ်ဗျသွားတယ်ဆိုတာကျွန်တော်တို့အမေရိကန်အစိုးရရဲ့အစီအစဉ်နဲ့ပေါ့ဗျာကျွန်တော်တို့အုပ်စုက9ယောက်ပါတယ်သူတို့ IVLP လို့ခေါ်တယ်သူတို့ရဲ့ program ကအဓိကတော့အမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အမေရိကန်နိုင်ငံရဲ့ Federal စနစ်ကိုလေ့လာဖို့အတွက်ကျွန်တော်တို့ဖိတ်တာပါအဲကျွန်တော်တို့21ရက်ခရီးစဉ်ပေါ့ဗျာပြည်နယ်6ခုကိုကျွန်တော်တို့လှည့်ကြတယ်နည်းနည်းဟိုနဲ့ဒီနဲ့သွားကြတယ်ဒီဘက်အရှေ့ဘက်ချမ်းနောက်ဘက်ချမ်းအရှေ့ဘက်ချမ်းကနေဟိုအနောက်ဘက်ချမ်းကယ်လီဖိုးနီးယားအရောက်LAအရောက်ပေါ့လေသွားကြတယ်သွားတော့ခရီးစဉ်တစ်ခုကြတော့ကျွန်တော်တို့ကအိုကလာဟိုမာပြည်နယ်အမေရိကန်မှာဒါအစင်းဆုံးပြည်နယ်ပဲအဲ့ဒီအိုကလာဟိုမာပြည်နယ်မှာကျွန်တော်တို့ခရီးစဉ်21ရက်ထဲမှာအဲ့ဒီနေရာမှာကျွန်တော်တို့9ရက်ထားတယ်အကြာကြီးပဲပြောင်းနေရတယ်ကျွန်တော်တို့အဲ့ဒီမှာပြီးတော့သူတို့ကပြောတယ်ဘာဖြစ်လို့အဲ့ဒီမှာတော့ထားသလိုဆိုတော့အဲ့ဒီနေရာလူမျိုးနွယ်တွေအများဆုံးနေရတဲ့အရန်လဲဆေးရတယ်တဲ့ကျွန်တော်တို့ထားတဲ့မြို့ကတာလ်ဆာလို့ခေါ်တာလ်ဆာဆိုတာသူတို့ဒုတိယမြို့တော်ပေါ့အိုကလာဟိုမာပြည်နယ်ရဲ့မြို့တော်နှစ်ခုမှာဒါဒုတိယအကြီးဆုံးမြို့တော်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကရက်တော်ကြာနေရတဲ့အခါကျတော့ကျွန်တော်တို့ program တွေပေါ့ဗျာဟိုသွားမယ်လေ့လာမယ်ဒီသွားမယ်လေ့လာမယ်စီစဉ်နေတော်များများကျွန်တော်တို့ခေါ်တယ်ပြတယ်တရက်ကြတော့မှတ်မိတယ်တရက်ကအဲ့ဒါကြာသာပတေးနေ့တိုင်းမှာသူတို့ရဲ့မြို့တော်ကောင်စီအစည်းအဝေးရှိတယ်အဲ့တော့အဲ့ဒီမြို့တော်ကောင်စီအစည်းအဝေးကိုတက်မလားတဲ့ကျွန်တော်တို့မေးတော့ကျွန်တော်တို့ကအုပ်စုကတက်မယ်တက်တာပေါ့ကြည့်ကြတာပေါ့သူတို့မြို့တော်ကောင်စီကအမှန်တော့ city government လို့ခေါ်တယ် city ကသူတို့ရှိမှ government ပဲသုံးတယ်အနှိမ့်ဆုံးက municipal government ကျွန်တော်မြို့နယ်အစိုးရပေါ့ခုန city နဲ့မြို့နယ်ကအတူတူပဲမြို့ကြီးတော့ city ခေါ်လိုက်တာပြီးတော့သူတို့က county ဆိုတော့ district ခရိုင်အစိုးရပေါ့ပြီးရင် state ပြည်နယ်အစိုးရပြီးရင်ပြည်ထောင်စုအစိုးရသူက၄ဆင့်ရှိတာဟုတ်အနှိမ့်ဆုံးမြို့နယ်အစိုးရအဖွဲ့ပေါ့လေ city government ပေါ့လေအဲ့သူတို့အစည်းအဝေးသွားမလားတဲ့သွားကြတာပေါ့ဆိုတော့အစည်းအဝေးကအမြဲတမ်းကြာသပတေးနေ့ညနေ6 နာရီမှာစတယ်သူတို့အစည်းအဝေးကlive show လွှင့်ပေးတယ်သူကဗီဒီယိုရိုက်ပြီးတော့အဲ့ဒါကိုလွှင့်ပေးတယ် live show TV ကနေလွှင့်ပေးတယ်အဲ့တော့ကျွန်တော်တို့ကနည်းနည်းစောပြီးတော့သွားတယ်ဗျ4 နာရီလောက်တွေ့တာပေါ့လေကျွန်တော်တို့တဲ့ဒါမြို့တော်ကောင်စီရဲ့ဥက္ကဋ္ဌသူကမြို့တော်ကောင်စီဥက္ကဋ္ဌဟာသူကအုပ်ချုပ်ရေးမှူးအစိုးရပဲအဲ့ဒီမြို့ရဲ့အစိုးရပဲသမ္မတပဲသူကခေါင်းဆောင်အလုံးက9ယောက်ရှိတယ်အဲ့ဒီ9ယောက်ပေါင်းလိုက်အဲ့ဒါလွတ်တော်သူတို့ဟာလေးနဲ့သူတို့ပေါ့လေအဲ့ဒါကျွန်တော်တို့ပြောတော့9 နာရီခွဲလောက်ကြတော့ကျွန်တော်တို့ဒီတူးချင်းတစ်ဖွဲ့ချင်းတွေ့တဲ့အစီအစဉ်လေးတွေပြီးသွားရောဗျ6 နာရီမှအစည်းအဝေးရှိတယ်6 နာရီအစည်းအဝေးရှိတဲ့အခါကျတော့ကျွန်တော်တို့က9 နာရီ45လောက်ကျတော့ကျွန်တော်တို့ကိုအဲ့ဒီအစည်းအဝေးခန်းမတွေကိုခေါ်တယ်ကဒီဘက်ကဒါကောင်စီထိုင်တာဒီလိုတဲ့မှုတော့ခုံလေးအလဲမှာအမျိုးသမီးရှင်းနေမြို့တော်ကောင်စီဥက္ကဋ္ဌအလဲမှာအမျိုးသမီးဟိုဘက်က4ယောက်ဒီဘက်က4ယောက်ထိုင်ကျွန်တော်တို့ကဟိုလိုနေရာမှာထိုင်တကားဟိုဘက်ကအပေါက်ကဝင်ပေါက်ကျွန်တော်တို့အဖွဲ့ကို9ယောက်ကိုအဲ့ဒီမှာတန်းစီပြီးထားတယ်ဒီဘက်မှာလည်းပရိသတ်တွေရှိတယ်ခုံက4 တန်း 5 တန်းလောက်ပဲရှိတယ်မများဘူးဟိုပန်ကာလောက်ရဟိုဘက်တစ်ချမ်းမှာကျတော့အနှိမ့်အဲ့ဒီအနှိမ့်ထဲမှာသူဝန်ထမ်းတွေပါတယ်ထိုင်တယ်ကျွန်တော်တို့ကခုနလောက်မှထိုင်တော့နီးနီးလေးဒီလိုခုံရှိတယ်ဟိုအောက်အဲ့ဒီဟိုရဲ့ speaker ရဲ့ဟိုအနောက်နားလောက်မှာဒီလို stand ရှိတယ်ဒီလို microphone လေးရှိတယ်အသေးတက်ထားတယ်ဒါတွေတော့မရှိဘူးကျွန်တော်တို့ကခုနကထိုင်
ကျွန်တော်တို့ရောက်တာ15မိနစ်စောတယ်စီဝေးမဆိုင်ကျွန်တော်တို့ကဗမာလိုပေါ့ဗျာအတင်းပြောနေကြတာအမျိုးသမီးကမဖြူဖြူသင်းပါတယ်မရီမြင့်ပါတယ်ဒေါ်တွဲဘူးပါတယ်3ယောက်အမျိုးသမီးကအမျိုးသားက4ယောက်ကျွန်တော်ပါတယ်ရခိုင်ကကိုဖောက်အောင်ကျော်ပါတယ်နောက်ဒီခိုင်ဖြိုးကဥရှုမောင်ပါတယ်ကျွန်တော်ရဲ့ဥရှုမောင်ရဲ့နောက်တစ်ခါချင်းကတယောက်ပါတယ်အားလုံးပေါင်းကျွန်တော်တို့9ယောက်ဆိုအဲ့ချင်းကသူနေမကောင်းလို့မတက်နိုင်ဘူးအဲ့တော့ကျွန်တော်တို့6ယောက်ဗျအဲ့တော့6ယောက်ဆိုတော့အဲ့ရှေ့မှာထိုင်နေတဲ့အချိန်မှာဘာဖြစ်တုံးဆိုတော့ခွေးနှကောင်ပါလီမန်ခမ်းမထဲမှာနော်ခွေးနှကောင်ပစ္စည်းကွေးလေးကတကောင်တေးသေးလေးအဝတ်တွေပါလှပဝတ်ပေးထားတယ်တကောင်ကခက်ကြီးခွေးနှကောင်ရဲ့အဲ့ဒီခွေးနှကောင်ကိုထိန်းတဲ့အမျိုးသမီးရဲ့အဲ့နောက်ကဗီဒီယိုရိုက်တဲ့လူရဲ့မျက်စိကိုနောက်နေတာပဲဒီမှာသွားနေတာဟိုဖြူဖြူသိန်းရခွေးကြောက်တယ်ကျွန်တော်ဘေးကအန်ကယ်တဲ့ကျမခွေးရကြောက်တယ်တဲ့ခွေးရလည်းဒီနားမှာဟိုသူ့တိုင်ပေါ်ကခွေးဟိုတိုးဒီတိုးနဲ့ဟိုကလည်းကျိုးဆွဲပေါ့ကျွန်တော်တို့ကလည်းအေးနော်သူတို့လွတ်တော်ကလည်းခက်ဆန်းဆန်းပဲလို့ခွေးလည်းတက်လို့ရတယ်နော်လို့ဗမာလို့ကျွန်တော်တို့ကတိုးပြောနေတာဟုတ်တော့မှာကျွန်တော်တို့ထင်တာကတော့ပြိတ္တပေါ့ဗျာနော်အဲ့ဒီပြိတ္တကခွေးခေါ်လာတာကိုခွင့်ပြုတယ်လို့နားလည်တာဒါရိုးပြောတာအဲ့ဒါဟုတ်ဒါအစင်းလိုက်ကလေးဖြစ်ပုံဖြစ်နည်းလေးဆိုတော့ခွေးကအဲ့လိုဖြတ်ဖြူသေးရအနေကျုပ်ဆိုတော့ကျွန်တော်တို့နှစ်ယောက်ကအဲ့လိုတော်ပြောတော့ဟိုကလည်းဘာပြောကြတာလဲအဲ့လိုပဲဖြူသေးရအဲ့မှာခွေးကြောက်တယ်အေးနော်အော်စရာပဲသူတို့ကဒီလွတ်တော်ထဲမှာဟာလာလူတောင်မှလူတိုင်းလာရတာမဟုတ်ဘူးပေါ့ဗျာဟာလာအမေခွေးကမျက်စိနောက်လောက်အောင်ကိုဟိုပြေးဒီလွားနေအဲ့ဒါနောက်ကဓာတ်ပုံရိုက်တဲ့လူကလည်းရိုက်နေဟာဒုက္ခပါပဲပေါ့ဒီကလွတ်တော်အစည်းအဝေးတွက်ဖို့လာတာဒီခွေးကြည့်ဖို့မှမဟုတ်တာဟုတ်မသိဘူးသူတို့ဟာနဲ့သူတို့အဲ့လိုပဲနောက်တော့6နိုင်ကြတော့တက်လာတာပေါ့ဗျာကောင်စီကမရှင်းဆုံးကတက်လာတယ်ငယ်ငယ်လေးပဲရှိသေးတယ်ကျွန်တော်ထင်တယ်40လောက်ပဲအဲ့ဒီအမျိုးသမီးကသူတက်လာတယ်ပြီးတော့တွားဒီနေရာပြီးတော့ကျန်တဲ့4ယောက်နေရာယူကြတယ်ထိုင်ကြတယ်သူတို့ရဲ့လွတ်တော်ဒါလေးလည်းကြုံလို့ပြောတာပါသူတို့ရဲ့လွတ်တော်ကျင်းပပုံကျွန်တော်ကြည့်နေတယ်တခါမှလည်းမမြင်ဘူးမြို့နယ်အစိုးရပေါ့နော်မြို့နယ်အစိုးရအဖွဲ့အစည်းအဝေးဆိုတော့အဲ့တော့ဟိုဘက်ကထိုင်နေတဲ့ဟိုဘက်ကအောက်ကအနှိမ့်ထဲမှာထိုင်နေတဲ့မတ်တရလိုက်တော့မှဘုံကြီးမှန်းသိတယ်ကျွန်တော်ကပါတာပေါ့အင်းကြီးအဖြူနဲ့သူကမတ်တရလိုက်တယ်စပီကာနဲ့လှမ်းပြောတယ်ကြမ်းကြိမ်မယ်တဲ့မတ်တရပေးပါသူကလှမ်းပြောလိုက်တယ်အဲ့တော့ဒီကောင်စီဝင်9ယောက်ကမတ်တရတယ်သူတို့မတ်တရတော့ကျွန်တော်တို့ကလည်းမတ်တရဟိုကလိုက်ပြီးတော့တိုက်ပြီးအောက်ကနေခေါ်ပေးတယ်လိုက်ဆိုရတယ်ဒီအစည်းအဝေးလေးတစ်ခုအတွက်ကိုဘုံကြီးကလာပြီးတော့သူတို့ကြမ်းတိုက်ဆိုလိုက်ဆိုမှန်မှန်ကန်ကန်တရားသဖြင့်ပြည်သူအကျိုးအတွက်လုပ်မယ်ဆိုတော့ကြမ်းကြိမ်ပါတယ်ဆိုပြီးတော့ကြမ်းကြိမ်ပြီးတော့မှသူတို့ကထိုင်ရတယ်ထိုင်ပြီးတော့မှဘုန်းကြီးကထွက်သွားတယ်ဘုန်းကြီးထွက်တော့မှအစည်းအဝေးစတော့အစည်းအဝေးစတော့အဲ့ဒီအစည်းဒီဥက္ကဋ္ဌပေါ့အလေထိုင်တဲ့ဥက္ကဋ္ဌပြောတယ်ဒီကနေ့ကျမတို့ရဲ့အစည်းအဝေးကိုတဲ့ကျွန်တော်တို့ဗမာနိုင်ငံကအုပ်စုလာပြီးတော့တက်ရောက်ချီးမြှောက်တဲ့အတွက်သူအင်မတန်မှကျေးဇူးတင်ပါတယ်သူဂုဏ်လဲကိုကျွန်တော်တို့ကလွတ်တော်အမှတ်တွေကအများကြီးအဲ့ထဲမှာကျွန်တော်ထင်တယ်အဲ့ဒီ9ယောက်ထဲမှာ2ယောက်ပဲကျွန်တော်နဲ့အဲ့ဒီချင်းမဲ့လွတ်တော်အမှတ်မို့တော့ကျန်တဲ့အားလုံးဟာလွတ်တော်အမှတ်တွေအဲ့တော့ဗမာနိုင်ငံကလွတ်တော်အမှတ်တွေသူတို့ရဲ့council meeting ကိုအခုလိုတက်တဲ့အတွက်ကျေးဇူးတင်ကြောင်းပါညာပြောပါဗျာအဲ့ဒါပြောပြီးတော့အခုအခမ်းအနားဒီနေ့အခမ်းအနားအစီအစဉ်ကတော့တဲ့ပထမဦးဆုံးအခမ်းအနားအစီအစဉ်ကတော့ခွေးနှကောင်နဲ့ပတ်သက်တဲ့အစီအစဉ်ဖြစ်ပါတယ်ဆိုတော့ဟာအဲ့ဒီကြတော့မှဟာဒါစောစောကထင်တာတဲ့တောင်မြင့်သွားပြီကျွန်တော်ကပရိသတ်ကခေါ်လာတဲ့ခွေးလို့ထင်တာတကယ်ကိုမဟုတ်ဘူးလွတ်တော်အစည်းအဝေးတက်တဲ့ခွေးဖြစ်သွားတာအဲ့ကြတော့မှကျွန်တော်တို့ကသိတာဟာဒီအစီအစဉ်ထဲမှာပါတဲ့ခွေးပဲဟာဟုတ်ပြီအဲ့ဒါနဲ့ခွေးရှင်ကိုသူကဥက္ကဋ္ဌခေါ်တယ်ကဲခွေးရှင်နဲ့ပြောပါတဲ့ရှင်ခွေးတွေအကြောင်းဆိုတော့အဲ့ဒီမိမခွေးအသေးလေးကိုပထမခွေးအကြီးကိုဟိုခုန TV ရိုက်တဲ့မိမခွေးအကြီးကိုဆွဲထားတယ်ခွေးအသေးကိုအခုဒီလိုခုံကျွန်တော်တို့စကားပြောတဲ့ဒီခုံပေါ်အဲ့ဒီခွေးကိုတင်လိုက်တယ်ကျွန်တော်ဒီမိုက်ခရိုဖုန်းလေးနဲ့ကျွန်တော်တို့ဒီပရိသတ်တွေခုနလေးမှထားတာလို့ခွေးလေးကိုတင်းပြီးတော့အဲ့ဒီမိမပြောပြတယ်ဒီခွေးလေးဘယ်နာကသူရခဲ့တာလေးလင့်ခွေးလေးဘလောက်ရှိပြီသူပေးထားတဲ့နာမည်လေးကဘာလို့ခေါ်တယ်သူ့ရဲ့အကျင့်လေးတွေကတော့ဘယ်လိုအကျင့်လေးတွေရှိတယ်အဲ့တော့သူ့အနေနဲ့ဆက်ပြီးတော့မမွေးနိုင်တော့ဘူးအဲ့ဒီတော့ဘယ်သူများမွေးမလဲမွေးကျင်တဲ့လူရှိရင် City Council ကိုဆက်သွယ်နိုင်ပါတယ်ဆိုတဲ့ဟာကိုစပီကာနဲ့ပြောတယ်ပြောတော့ဟောအဲ့ဒါတွေအားလုံးကိုမှတ်တမ်းနေရတယ်အကုန်လုံးတေချာမှတ်တမ်းနေတော့အားလုံးကလည်းရိုက်ပြီးတော့လွှင့်ပြရတယ်အဲ့ဒါပြီးတဲ့အခါကျတော့အဲ့ဒီအသေးလေးချနောက်တစ်ကောင်ကြာသေးတယ်ဆိုနောက်တစ်ကောင်ဒီအပေါ်တင်အဲ့ဒီအကောင်ကျတော့အတော်ကြီးတာကိုသူကမထိန်နိုင်ဘူးဒီမိုက်ခရိုဖုန်းသွားပြီးတော့ရိုက်နေတယ်သူရအောင်ထိန်ပြီးတော့သူဒါမဲ့သူရာဇဝင်ကိုခင်းရတာပေါ့နော်ဒါလည်းပဲဒီလိုပဲခွေးတကောင်
သူမွေးထားတယ်ကောက်ရလို့နာမည်ပါပေးထားတယ်သူအကျင့်ငါပါပေါ့အဲ့ဒါလဲသူမဆောက်ရှောက်နိုင်တော့ဘူးအဲ့တော့ဒီခွေးကိုလည်းဘယ်သူများမွေးမလဲတော့မွေးခြင်းကောက်စီကိုပြောပါဆိုတော့ပြီးသူပြောပြီးတော့ဒါသူအစဉ်ပြီးတဲ့ခါကျတော့အခုမှကောင်စီဥက္ကဋ္ဌကသူ့ပြည်သူကိုတရားဝင်ပြောတာဆိုတော့ TV မှာ live show ပြသွားတာခင်ဗျားတို့ပြည်သူတွေအားလုံးမြန်မာလိမ့်မယ်အဲ့တော့ဒီခွေးနှစ်ကောင်ဟာသူခုနပြောတဲ့အတိုင်းပဲကျမတို့ကိုအပ်ထားတယ်ဘယ်သူမွေးခြင်းတယ်လဲမွေးခြင်းဘယ်ချိန်ကျမတို့ဒီရုံးကိုဘယ်ကိုဆက်သွယ်နိုင်ပါလဲသူတို့ကစီစဉ်ပေးပါမယ်ခင်ဗျားတို့စဉ်းစားကြည့်သားပါဗျာလေလွင့်နေတဲ့ခွေးနှစ်ကောင်အတွက်ရေးကြီးခွင်ကျဲလွတ်တော်ရဲ့ speaker ခုံပေါ်မှာတင်ပြီးတော့မှစီမံခန့်ခွဲပေးနေတာခွေးအတွက်လူအတွက်မဟုတ်ဘူးနော်ခွေးတောင်အဲ့ဒီလောက်ကြီးစိုက်တယ်မကျွေးနိုင်တဲ့လူကလည်းသူလည်းကောက်ရလာတာပဲမကျွေးနိုင်လို့ပြက်လိုက်လေရတယ်မပြစ်ဘူးဘလောက်တန်မိုးထားတဲ့တုန်းဒီခွေးကိုအဲ့ဒီလိုပဲအုပ်ချုပ်တဲ့လူတွေကလည်းပဲအဲ့ဒီခွေးနှစ်ကောင်ဘာအရေးပါတယ်လဲကွာလို့မပြစ်လိုက်ဘူးအဲ့ဒီခွေးနှစ်ကောင်ကိုသူမမွေးနိုင်တဲ့အခါမွေးနိုင်တဲ့လူကိုစနစ်တကျရှာပေးတယ်အဲ့တော့ပြောချင်တာကလောကနိဗ္ဗာန်ဆိုတာတကယ်အရာရာနော်အတိတ်ပဲရှိတဲ့လူတွေဟာအသက်ရှင်နေထိုင်ကြတယ်လူတွေမဟုတ်ဘူးတခြားတတ္တဝါတွေတောင်အဲ့ဒီလိုခွေးဆိုတဲ့လေလွင့်နေတဲ့ခွေးတောင်မှသူ့ရဲ့အခွင့်အရေးရှိတယ်ဒီလိုပြစ်ပလိုက်လို့မရဘူးစနစ်တကျဒီလိုစီမံအုပ်ချုပ်ရတယ်အဲ့တော့အမတားမကောင်းတဲ့အမတားမကိုသူတို့လောကနိဗ္ဗာန်ဆိုတာဒါကိုပြောတာပဲခွေးတောင်တလောက်တိတ်ခါရှိဆက်ဆံနေရင်တော့လူဆိုရင်ဘာမှပြောစရာရှိမှာမဟုတ်ဘူးကျွန်တော်စောင်းမတစ်ပုတ်တောင်ရေးဘူးတယ်တော်တော်ကြာပါပြီခွေးတို့ဤအခွင့်အရေးဆိုကျွန်တော်ဟိုရွဲ့ပြီးတော့လူအခွင့်အရေးပြောသလိုလူအခွင့်အရေးပြောသလိုလူတွေအခွင့်အရေးရှိတာမဟုတ်ခွေးလည်းအခွင့်အရေးရှိတယ်ခွေးတို့ဤအခွင့်အရေးဆိုကျွန်တော်ရေးလိုက်ပါသေးတယ်စောင်းမလေးနှစ်ပုတ်သုံးပုတ်ပေါ့လေခွေးနဲ့ပတ်သက်လို့အဲ့တော့ဒါဟာတကယ်စက်မှန်တဲ့ဒီမိုကရေစီနိုင်ငံမျိုးလူကိုလူလိုသတ်မှတ်တဲ့နိုင်ငံမျိုးဖြစ်ဖို့ဆိုတာဟာအုပ်ချုပ်သူကြီးပဲနဲ့မဖြစ်ပါဘူးကျွန်တော်တို့ခင်ဗျားတို့ပြည်သူတွေအားလုံးပူးပေါင်းပါဝင်မှဖြစ်မှာပါဒါကြောင့်မို့လို့လာမယ့်အပြောင်းလဲမှာခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေအားလုံးအပြောင်းလဲတကယ်အတိတ်ပဲရှိဖို့နဲ့တကယ်လောကနိဗ္ဗာန်ကိုရောက်ဖို့ဗမာနိုင်ငံရဲ့အနာဂတ်ပကြီးကိုအလှပဆုံးရေးဆွဲနိုင်မှုအတွက်ခင်ဗျားတို့အားလုံးလည်းပဲဘယ်အခန်းကဏ္ဍကနေပါဝင်ကြမလဲဆိုတာကိုစဉ်းစားကြပါလို့တိုက်တွန်းနှိုးဆော်ရင်းညီကုန်းချုပ်ပါတယ်